body structure ပေါ့ physical ပေါ့ဗျာမျက်လုံးတွေပါအရိုးတွေပေါ့ပြင်လာရပြီနှလုံးသားထဲမှာပြောင်းလဲသွားအောင်အတွေးခေါ်ထဲမှာပြောင်းလဲသွားအောင်စားတော့တော့အစားအစာရှိပါသလားကျွန်တော်အဲ့လိုမေးတာဆေးရောရှိပါသလားလူဆိုတာကိုယ်ဇာတိရရွာကိုချစ်ရမယ်ဒါကလို့သဘောပေါက်ပြီလားအင်္ဂလန်ရောက်ဒေါက်တာဦးထင်းမောင်ရဲ့သမီးလေးတွေဘယ်လိုပဲလန်ဒန်ရောက်လို့တထေးမကြီးဖြစ်6ကိုမမေ့အောင်ဆရာကျွန်တော်ရန်ကုန်တက္ကသိုလ်မှာကျောင်းဆရာလုပ်နေတော့လဲပဲရှုပ်နေနုံနေနဲ့လေတော်လေးတွေနဲ့နွားတွေကျွဲတွေနဲ့ကိုညံကုန်းမျိုးနဲ့သုံးခွကျေးရွာကိုမဲ့သွားရင်မောင်သားဖြိုးလို့ပါပဲကျွန်တော်တို့ဇာတိဝတိရမယ်ကျွန်တော်တို့ကပြန်သွားမယ်ကျွန်တော်ကုညီရမယ်လေအဲ့တော့သမီးကြီးကိုကျွန်တော်မေးလိုက်တယ်ကိုဇာတိကိုရရွာကိုဌာနေကိုတတိယဖို့လွမ်းဖို့ဆွေးဖို့စားတော့အစားအစာရှိသလားကဲကြောက်သားလေးပြောပါအောင်ကျွန်တော်ကြက်သားကြော်ငါးတုံးစားရင်ဇာတိကိုတတိယမှာလားအမတို့ဖြည့်ဒင်းကြီးကခွက်တရာတောက်ရင်ရောရွာကိုတတိယမှာလားမရသေးဘူးကိုဇာတိကိုရရွာကိုတတိယဖို့အတွက်ထိုးတော်ဆေးရှိသလားတောက်တော်ဆေးရှိသလားကျွန်တော်6ကိုမေးတာမဟုတ်မင်းမျိုးမေးခဲ့တယ်ကျွန်တော်ဆရာအဲ့ဆိုဘာတွေကပြောင်းလဲပြတာလဲကဗျာတွေဝတ္ထုတွေဂီတတွေတခြင်းတွေရုပ်ရှင်တွေကတော့ပြောင်းလဲပြတဲ့သမီးရဲ့အဲ့ဒီအရာတွေကလက်တွေမှာတော့ဘာမှအသုံးမကျပါဘူးအဲ့ဒါတွေကလူတွေစိတ်ကိုပြောင်းတာသမီးတို့တမျိုးသားလုံးတနိုင်ငံလုံးပြောင်းတာအဲ့ဒါပြောင်းတာကျွန်တော်ကဆိုပြလိုက်တယ်ကျွန်တော်ငယ်ငယ်တုန်းကနာမည်ကြီးခဲ့တဲ့အခုရေတွေကြီးနေတဲ့ငါတိုင်းချောင်းကဆိုတော်ကြီးစန္ဒယာထွန်းညွန့်သူ့ဘာသူရေပြီးသူ့ဘာသူဆိုတဲ့ချင်းကျွန်တော်ဟစ်ပြလိုက်တယ်အဆက်မရှိကိုရထားနေလေလူကြီးတွေကြားဖို့မှာပေါ့ဆရာဦးထင်းမောင်တို့ကျွန်တော်အတန်မကောင်းပါဘူးအတန်ဝါဝါကြီးနဲ့ကျွန်တော်ကြစ်ခွဲရွာတရိယာကျွန်တော်စန္ဒယာထွန်းညွန့်သေးပါပြီမြို့ကြီးပြာကြီးမနီးတဲ့တော်ရထားနေမှအိုးအဲ့ဒီကစလူဖြစ်ရတဲ့ကိုဘွားခြေတွင်ကိုအသက်ရွယ်ငါနှစ်ကျော်10နှစ်တွင်ဖော်ရီများနဲ့ကစားခဲ့ကြပျော်ပျော်ရွှင်မေ့နိုင်ဘူးစင်ကိုဇာတိမြေတော်ရရွာကိုမင်းတပိုက်ဆိုတဲ့ကျွန်တော်ရွာတတိယသွားပြီဆက်စတော့ပိုကြည့်ခွေးရကျွန်တော်ကတစနဲ့ကိုဘွားမှာပင်အရွယ်ရောက်လို့လာပြန်တော့ရွာမှာပျော်ပြီမဲလေပျော်ရမှာမနေတော်ရမှာနေရမယ်လို့ဆိုရိုးစကားတွေရှိကြတာကြောင့်မြို့ကြီးကိုလေရောက်နေပြီမဲ့တော်ကအဖိုးရီများကိုတနေ့တရက်မှမမေ့နိုင်ပါစင်တော်မှာဆွေမျိုးသားချင်းလက်ဆင်းရတဲ့သူတွေပင်တော်သူလုံးမေတသိန်းတငယ်ချင်းများပင်ကိုမမေ့တာယုံစေခြင်းကိုအခွင့်သာခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဖို့သာပြင်စန္ဒထုံးညွန့်ဒီတချင်းကြတော့မောင်းသားချိုးခုံပေါ်တက်နေတဲ့တိုက်ပုံအမင်းနဲ့ရုပ်ဆိုးဆိုးနဲ့ကောင်ဘာဖြစ်တယ်လဲသမီးတို့6မှာဒီထဲမှာလူတွေအားလုံးကယဉ်ကျေးသိမ်မွေးတဲ့ပေးတက်လို့ကျွန်တော်ယုံကြည်ပါတယ်အမတို့ကျွန်တော်တကယ်တည်းကကျွန်တော်တော်သားကျွန်တော်ရွာတည်းရတယ်ကျွန်တော်ငါရန်ကုန်တက်သူဂန်းကော်တော့မှာအတိပိလမ်းမှာဝင်နေသမီးရှင်းမှာအင်အားကန်ဆောင်မှာဟုတ်ကြီးထင်လို့မောင်းသားချိုးနာမည်ရညွန့်တော့မင်းအဖိုးတွေအဖေတွေကရွာသားတော်သားလယ်သမားကိုင်းသမားတွေမင်းကုန်မင်းဟုတ်ထင်လို့တက်ကတော်ရေးတာလမ်းပေါ်မှာငါတော့တက္ကသိုလ်ကျောင်းဆရာဘွားနဲ့အမေဖေကအဆင်ပြေလို့ဘွဲတွေရပြီးကျောင်းဆရာဖြစ်လို့ငါရွာလေးကတော့လဲသူလဲသားတွေကခလေးလေးတွေရွာထိပ်ကကျောင်းလေးရှုံးမတော်တယ်မှာတက်နေရတော့ငါရွာပြန်ပြီးတော့အထူးလုပ်ချင်လိုက်တာစိုက်တဲ့ခလေးရေလေးတွေတူးကျင်ရေတွင်းလေးပေါ့ဝေစီတွင်းလေးဆို10သိန်းလောက်ဆိုရတဲ့ထင်တယ်ခလေးလေး6ဆေးဖို့ရေတောက်ဖို့အကိုကြီးတော့ကျွန်တော်တကယ်ဖြစ်တယ်ကျွန်တော်ငါရွာတရရလိုက်တာဒီစိတ်တွေကိုကျွန်တော်ကိုဖြစ်ပေါ်အောင်လုပ်နေတာကြက်သားကြော်မဟုတ်ဘူးနော်ညီမတို့တန်ပေါက်မဟုတ်ဘူးနော်ညီတို့မှတ်ထားအောင်ဘေးရမဟုတ်ဘူးငါတို့ပေးနေတာတင်းကြီးမဟုတ်ဘူးစန္ဒယာထွန်းညွန့်တချင်းကကျွန်တော်ပေးလိုက်တာအနုပညာပစ္စည်းတွေကကျွန်တော်နှလုံးသားတွေကိုလှောင်လို့ပေးတာပါလားကျွန်တော်သိတာကြည်သားမောင်ရွာကိုမင်းနေတဲ့ငါ့ကိုတတိယအောင်စန္ဒယာထွန်းညွန့်ကတော့လှုပ်ပြီးကွာလှုပ်ချလိုက်ပြီးကွာကျွန်တော်ဖြစ်တယ်ငါရွာပြန်မယ်ငါငယ်ဆရာတွေငါကတော့မယ်ပစိုးလေးအိမ်လေးတွေနဲ့ငါညီကိုတဝမ်းခွဲနှဝမ်းခွဲတွေကိုသားတွေသမီးတွေဆင်းရဲတယ်ဆိုရင်လည်းပတ်စံမိုးလေးတွေ9000 1000စသည်ဖြင့်လူကများတဲ့ခါကျတော့အဲ့အဟောင်းလေးတွေပစိုးအဟောင်းလေးတွေနဲ့စာအုပ်တွေနဲ့ဂျာနယ်တွေနဲ့ငါပေးမယ်ကျွန်တော်တကယ်ဖြစ်တာငါရွာကထွက်လာတော့ငါနှုတ်မဆက်ခဲ့ရတဲ့ငါရဲ့ငယ်ကြီးဦးကိုနေတော့ကျွန်တော်ကကိုနေတော့ရှိမယ်ဗျာကိုနေအရောက်အစိတ်30လောက်ရှိမယ်ကျွန်တော်မရင်နဲ့ညီမညိုနေလာပါကြီးတာလေးဟာမလေးနှုတ်ဆက်တယ်ကျွန်တော်စိတ်တွေတကယ်ပေါ်ပေါက်တယ်ကိုလို့ကျွန်တော်ပြောချင်မှာဟာတာတွေပါမှာပေါ့အတော်တွေပါမှာပေါ့သို့တော့အဲ့အခုလိုအကာတွေဖယ်ကြည့်လိုက်စမ်းပါလူကိုပြုတ်ပြင်ပြောင်းလဲစေတော့အရာမေမြို့ညချမ်းကအခုရှိတဲ့မေမြို့နောက်ကတောင်ကုန်းပေါ်ကအခုမဖြတ်သေးပါဘူးအတန်လွင့်ဌာနကြီးကျွန်တော်အချိန်မီသွားနေတဲ့ဌာနကြီးပါဆရာရဲ့ရှမ်းပြည်လာတိုင်းကျမတို့ဒီတနားကြီးလောက်လာစကားပြောပါတယ်ကျွန်တော်တော့ပြောတယ်ကိုလို့တကယ်ပြောတယ်ကျွန်တော်ထာဝရဖိတ်ပါတယ်ဆရာကိုဆရာစကားလေးနည်းနည်းလာပြောပေးအတန်လွင့်ညီလို့တမီရုပ်ကိုပြောင်းတာလွယ်တယ်ဟာသပင်ကောင်းညီသပင်အားတန်စီတဲ့အသားတန်များများစားဖို့ညီတို့ကလေအစီတွေလိမ့်ဖို့ဖီးဖို့ဟာညလုံးကောင်းညီနဲ့ဗိုက်တာမင် A တွေဒီတွေစားကြပေါ့ပြောတမီနှလုံးသားကိုပြောင်းနေဘာမှမရဘူးနော်အစားတော့မရှိဘူးဆေးမရှိဘူးလို့အနုပညာနဲ့ပြောင်းရတာမှတ်ထားကျွန်တော်ဒီညဒါကိုပြောတာကျွန်တော်နှလုံးသားအာဟာရများ
阿妈罗个过克里的，对面那看嘛，叫大家追，靠得要追的，妈把就嘛追，妈罗有几百标弄了喏，如果你要抄吧耶，公民党抄嘛耶，因啥是给呀讲嘛耶，因啥两个是给，那老妈眼里流嘛偏流讲的，别讲妈妈啥呢，别讲妈妈抄他，过生你的嘛也是，啊偏偏的里面啊，啥里搞他嘛瓜，我偏偏的个都可以啊，看到阿拉明明嘛标了，下爷讲来的，但咪俺标，你都明明嘛要你的车在里面，俺也那老那标的最多谁嘛行，啊老的啊我比，俺倒霉。讲嘛，你哋把票多嚟，对多嚟，睇睇你計嘅。正當你咪出事啊你哋啊啲啦，你牛出事啊你，唔需要事啊嘢，你啊你，不老起嘛你，老對得路，老得喂，沒有，也係事啊，啊打人咪老啦，老對，如果你錯步，是邊你擔步，啊打人你別樣咪嚟咯，即係打三步就咩嘢，我打三步咯，啊咩打三步咯。ကလပဲစားပေါ်လို့ဗစနုစားပေါ်လို့ငါးစားပေါ်လို့မပြောင်းလဲနိုင်ဘူးလားပြောင်းလဲနေဆရာလေညီရဲ့သွားတွေနဲ့ညီရဲ့လက်ဖြန့်ရိုးတွေပေါင်နှံရိုးတွေဘာတွေအရိုးတွေတမ်းမထွားကြိုက်မှုဒီကယ်ဆီယမ်မလိုဘူးလားအရိုးဓာတ်ပေါ်ကယ်ဆီယမ်ပေါ့ညီနွားတော့ပေါ့ဒင်းကျင်တော့ပေါ့ငါပိရစားပေါ့ကယ်ဆီယမ်များတာလေကောင်းမလေးတွေ6သားတွေကျွန်တော်ရင်ဖွင့်လိုက်မယ်တကယ်တွေ့သွားတယ်ဟုတ်တယ်ဆရာရေနောက်ဗိုက်တာမင်တက်ဆောင်တာများပေါ့တမီးရေဗိုက်တာမင် A တွေ B တွေ C တွေပေါ့အချင်းနဲ့လူတွေတမီးရေတမ်းမရိုက်တော့ပေါ့ချက်မောင်ဟင်းစားဖို့ကမွန်းကျင်မြစားဖို့ဖန်ကားတိတို့ဖို့တမီးရဲ့မင်းမျိုးညာလှလိုက်တာကောင်မလေးဒီ5 6နဲ့ကျွန်တော်နဲ့အမြင်တဲ့လူတွေဖိုက်ပါဥထဲမှာတန့်ရှင်းစင်ကြယ်ဖို့အမြင်စားရမယ်တမီးနန္ဒတိစားဖို့တစ်စိတ်လောက်မဟုတ်လားအမြင်နဲ့ပါတော့အရာလေးရှိတယ်ပါလေနောက်ပါလေဟိုပါလိဗျာကြော်စားတဲ့ဟာလေးရမ်းမြေဟာလေးမုံကြီးဟေးမုံကြီးစားဖို့တမီးရဲ့မဟုတ်လားပြောတဲ့အခါကျမှကလေးမလေးတွေကဟုတ်တယ်နော်ဆရာတခုမင်းမယ်လို့အဲ့ဒီအာဟာရများချွတ်ရွဲ့လာလို့နေမကောင်းဖြစ်လို့ဆေးမုံကြီးပလက်လန်တော့အခါညီကိုသွင်းမဲ့ဟာတွေကဘာတွေလဲဒါကြားတန်နေတဲ့သွင်းဂလူကိုစ်အငန်တန်နေတဲ့သွင်းဆာဒတ်အယိုဒန်နေတဲ့ညီကိုကယ်ဆီယမ်ဆေးကိုထိုးထည့်လို့ရတယ်ညီလို့ကယ်ဆီယမ်ဆိုးသေးရှိတယ်လေကိုတို့ရဲ့ဗိုက်တာမင် B လိုအပ်တယ်မဟုတ်လားပါ B+ B12 B6 အကိုကြီးတို့ဆရာကြီးတို့ထိုးထည့်လိုက်လေโอเคကျွန်တော်ပြောတာရှည်သွားပါလေအချင်းနဲ့လို့တယ်စပေါ့ဗိုက်တာမင် C စလေဘယ်လိုအလုံးတရလားတတိလုံးကျွန်တော်ရန်ဖြစ်လို့ဖြစ်နေတယ်ရင်ထဲမှာခံစားချက်ကပါတဲ့ခါကျတော့ဟိုလူတွေလုံးမဟုတ်ဘူးကျွန်တော်ကဟိုလူတွေရတော့ဗျာညွတ်တူတူချွတ်ချွတ်တွေကြောက်စရာနော်မယုံနဲ့အဲ့လူတွေလန့်ရတာမလေးချွဲပတ်ရီနှွဲပြီးတော့မှသပင်ကြီးဖတ်တီလုံနေတဲ့လူတွေကြောက်ရတယ်ကျွန်တော်တို့ကပေါ်တင်သမားတွေရုပ်ဆိုးခြင်းဆိုးအတန်ကြီးကမိုင်းမှာကျွန်တော်ကပြောတာ6မျိုးသူမျိုးသားများကျွန်တော်ဒီညဟောပြောပွဲလာတာမဟုတ်ပါဘူးစင်မော်ရက်နေတော့တက္ကသိုလ်ကျောင်းကဆရာတယောက်မောင်သားချိုတယောက်သူ့ရင်ထဲမှာရှိတာလေးတွေကိုဖက်လက်ကြည့်တာပါလက်ခံလို့ရတယ်ညင်းမလို့ရတယ်အိမ်ရောက်တဲ့အခါဒီဘဲပြောတာတွေကတချို့ဟာတွေကမဟားတယ်မှားတယ်ပေါ့ရှိတယ်ကြလားရှိပါတယ်ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်မင်းမျိုးသူမင်းမျိုးသားများဆက်မေးတဲ့အခါကျတမီးဟုတ်ပြီကျွန်တော်တခုမေးမယ်6ကစာပေချစ်သူများအလွန်ရေးကြည့်တဲ့ကိစ္စတွေမေးပြီကျွန်တော်ကလူချင်းစာနာထောက်ထားတတ်သောစိတ်လူကလိုတာပေါ့ခုနရောဇာတိကိုတတိရတာနော်လူတယောက်နဲ့တယောက်ကိုယ့်ထက်နှိမ်မာတဲ့လူပေါ့ကိုက6တော့အကောင်သူက6မရှိဘူးကိုကမိဆုံးဖဆုံး तू ကမိပါမယ်တချမ်းပဲအားလုံးသိကိုကကားနဲ့တိုက်နဲ့ချမ်းသာတယ် तू ကလမ်းပေးရကိုအောက်ကိုနှိမ်မာသောတတ္တဝါလေးများပေါ်ကိုစာနာထောက်ထားတတ်သောစိတ်ဖြစ်ပေါ်လာအောင်ကိုတို့ဘာစိတ်စားမလဲ6ကကျွန်တော်ပြောညီလေးတယောက်ပြောပါမောင်သားချုပ်ပြီးစောက်သုံးပြတဲ့ကောင်ရှိတယ်တို့ပြောမှာပြည့်တယ်ကျွန်တော်စားမယ်ကျွန်တော်ဘာစားမှာလဲကျွန်တော်ငင်ငယ်တုန်းကဆရာကြီးမင်းသူဝင်တဲ့ကိုညံကုန်မျိုးသားကြီးဆုံးသွားရှာပြီးသူ့ကြပြလေးတင်တဲ့ခါကျတော့အမလီအမတန်လွယ်တဲ့ကြပြလေးကြက်တူရေးတဲ့ကြက်တူရေးရွှေခဲကြက်တူရေးညီမလေးကိုစာအန်တင်ရွှေခဲစာအန်တင်ညီလေးခင်ကစာပြန်တုံးရွှေခဲစာပြန်တုံးဝါလုံးရေးဖို့ညီလေးထိုင်ရွှေခဲမရေးနိုင်ငေးမှန်ရှာပေါ့ကြက်တူရေးရွှေခဲကြက်တူရေးကျွန်တော်တို့သင်ခဲ့ကြပါအဲ့ဒီကြပြကျွန်တော်တို့ဘာလုပ်နေလဲနံကြောထနေရလား no ခလေးဘွားတွေကလူတယောက်နဲ့တယောက်စာနာထောက်ထားတတ်သောစိတ်များကိုသွင်းပေးတာကလေးလေးကစောက်လေးနဲ့ထိုင်နေတာဆီယမစားတင်ပြီးသားလေးလိုက်ဆိုစမ်းကကလေးကလည်းကကီကလေးကကီကူကလေးကကူသူဆိုတိုင်းမှာအပေါ်ကကြက်တူလေးကလိုက်ဆိုတယ်သားလေးကကြက်တူလေးကစကားတတ်တာဘူးကလေးကကဆိုကငါကလေးကကီကူဆီယမစားတင်တာကျွမ်းတဲ့ဆီယမဖြစ်တဲ့အခါကျတော့သားခဏနားမယ်လူတယောက်ကိုစာတင်တဲ့ဥစ္စာကျွန်တော်တို့ 4 scale လို့တယ်ချရေးတာ writing ပေါ့ပြောတာ speaking ပေါ့နားထောင်တာ listening ပေါ့ဖတ်တာ reading ပေါ့အဲ့ဒါသိဆီယမလေးသိပြီးသားသားဗဇက်ကဆိုတာပြီးတဲ့အခါကျတော့လက်ရေးလေးကျင့်မယ်လက်ရေးအရေးပြောပြီးသွားပြီထကြောက်တယ်မဟုတ်ကြောက်တန်သို့မဟုတ်ဗလာစာအုပ်နဲ့ခဲတန်လေးနဲ့ဗမာစာကကြီးကအတိအခြေခံနေပါလေဝါလုံးလေးတွေကကြီးကိုလည်းဝါလုံးကိုအခြေခံတယ်ခဝေးကလည်းဝါလုံးကိုအခြေခံတယ်ဂငယ်ကလည်းဝါလုံးအခြေခံတယ်စကားရှည်ပါတယ်အမတို့အကိုတို့ဗမာစာရဲ့အခရာများဒီဘယ်ပေါ်အခြေခံလဲ
based on စကဲစပိုင်းချေခံတယ်တားလေးဝါလုံးရေးတတ်ခြင်းလေးလှတယ်ရေးကြစို့ဟုတ်ကဲ့တီချေရေးတန်းတားလေးအလုံး20တစ်လုံးနှစ်လုံးသုံးလုံးတတိမရသေးဘူး5လုံးကြတော့သူ့ငှက်သူတတိရသွားပြီခုနကတော့ငါဆိုတော့လဲဆိုလဲငှက်ကလေးငါရေးတော့ရင်းများရင်းနေလေပြီလားကလေးပါတာပါဝရင်းတန်းနဲ့မော့ကြည့်တော့စက်တီလေးကမျက်နှာမကောင်းဘူးလှောင်ချိုင်လေးထဲမှာတန်းလေးထဲမှာတဲ့ငှက်ကဘေးဆောင်သွားတဲ့ခါကျတန်းကဘေးဆောင်ဒီလိုဘေးဆောင်တွိုင်းလန်းနဲ့အပြင်နှမ်းကြည့်ပြီးမျက်နှာမကောင်းဘူးကလေးကအဲ့ကြမှာငိုင်တော်ကြီးစာဆက်မရေးတော့တာကြောက်တန်လေးကိုကြိုက်ရင်းနဲ့တီချေတားချက်တီလေးကဘာလို့စာမရေးတာလဲရင်ဆရာမအဲ့ကြပြုံးကြကောင်းလေးပွင့်ရင်းနဲ့တားလေးကဟိုစာရေးတာဘာနဲ့ရေးတာလဲရင်တီချေတားလက်နဲ့ရေးတာမင်းငယ်လေးမှလက်ရှိလားတနာစရာလေးကျွန်တော်တို့ပေါ့နော်လက်မရှိဘဲနဲ့တားငှက်လေးကစာရေးနိုင်မှာမလားတားလက်ရှိတဲ့အခါကျတော့တားစပိန်စီတော့တားစပိန်ကိုလက်နဲ့ကင်မျိုးစီဘူးလားတားဟိုနေ့ကဆုံးထွက်တယ်ဆိုမမီပြောတယ်တားလမ်းမှာဆုံးထွက်တယ်ဆိုတားဘာနဲ့ထွက်တာလဲငုံကြီးကလေးတွေကတားလက်နဲ့ထွက်တယ်တီချေတားမမြင်မွေးငါကြည့်တော့တားဘာနဲ့စားလာလဲဇုံရင်ကင်ပြီးတော့တားလက်နဲ့စားလာတားငှက်လေးကတားလက်ရှိလားတားမတနာဘူးလားတီချေတားချက်တွေလေးကိုတနာလို့တားနောက်ဘဝသိဆန်ဖြစ်လာချက်တွေလေးတားကောင်းနေတော့တလိမ္မာနော်တားချက်တွေလေးကိုတနာလို့ညီမလေးညီလေးဒီမှာရှိမယ်တမီးတို့နော်အလွန်တိမ်မွေ့ပါတယ်လူလောကကြီးကအလွန်လဲ soft ဖြစ်ပါတယ်ကြစ်ကွဲစရာတွေပါတားငှက်လေးကိုမတနာဘူးလားယင်တားစားရင်တောင်းငှက်လေးကိုတနာမယ်နော်တားဟုတ်ကဲ့ဟင်းနန်းနန်းကြီးစိတ်ထဲမကောင်းတော့ဘူးစာရေးဆရာကြီးကတရားဆရာကြီးမင်းတို့ဝင်ယူနေသလားဒီကပြတင်တာကျွန်တော်တို့ညံ့ညောထားပြီးတော့ကျွန်တော်ဆရာမတွေဆိုခိုင်းနေရလားကဲအကိုကြီးတို့မြန်မာသားပါမောက်ခါတော့ရန်ကုန်ကလူတွေအားလုံးကဆရာကြီးကိုလေးစားရတာပဲအကြောင်းရှိတယ်သူကစာနာတဲ့တရားကိုကလေးတွေစသွင်းပေးလိုက်တာလက်မရှိတဲ့တတ်တော်ပါလေးပေါ်မှာကိုလိုမပြည့်စုံသောတတ်တော်ပေါ်မှာစာနာထောက်ထားတတ်တဲ့စိတ်ကိုသွင်းပေးတာအဲ့ဒါလူမှာပဲရှိတယ်တိရစ္ဆာန်မရှိတာကိုပြောခွေးနှစ်ကောင်လမ်းမှာတွေ့ပြီဟိုကောင်က6ကကျိုးနေတယ်ယထာကြိတ်လို့လူတယောက်ကရိုက်လိုက်လို့ဓာတ်နဲ့ခုတ်လိုက်လို့တခုခုကျိုးပြီဒီဘက်ကခွေးတစ်ကောင်ကလာပြီးရန်ဆောင်ပြီးကြိုက်တော့မယ်ဒီဘက်ကခွေးကဟိုခွေးအဆိုးကြည့်ပြီးတော့မှဒီကောင်6ချောင်းကျိုးနေတာတနာပါတယ်ဆိုပြီးတော့လှည့်ပြန်သွားမယ်ထင်သလားတိရစ္ဆာန်မအိတ်စိမရှိဘူးတဲ့လူကြတော့ဘာဖြစ်လဲအကိုတို့6သူ6သားများကျွန်တော်ယုံကြည်ပါတယ်ကိုကအကောင်ဟိုက6ထက်ဂျိုင်းတောက်ကြီးနဲ့လူအကိုတို့ဘယ်သူညာဖြစ်မှာလဲသူမှားတော့ကိုတို့ဖြစ်မထင်သလားဒီကောင်ကလုံးရင်ခန်းတော့မှရှောင်းသွားမှာပဲကျွန်တော်ရှောင်းမှာပဲကိုရဲ့လို့လူဟာအိတ်စိတ်ရှိတယ်ညီလေးတို့စဉ်းစားကြည့်ဦးဒီလူဒုက္ခပဲရိုင်းလိုက်တာလုံးရင်ခံအောင်မယ်ငါလည်းကိုခက်ပါတယ်ကိုတော်ဗျာရှောင်းသွားမှာကျွန်တော်နော်လူမှာဒီစိတ်တွေရှိတယ်ကိုလူနဲ့တိရစ္ဆာန်နဲ့ကွာခြားသောစိတ်ကအဲ့စိတ်တယ်အဲ့ဒီစိတ်ကိုဆရာမင်းသူဝင်ကဒီကဗျာနဲ့သွင်းပေးတာကျွန်တော်သိတော့စက်သိန်းတွေကျွန်တော်ထလို့ကောင်းလိုက်တဲ့ကြပြာပါလားကွာကြောင်ဒီနဲ့ကြောင်မနဲ့တန်မာသားပြုဖို့မကိစ္စဖြစ်ခွေးနဲ့ဖြစ်မယ်နွားချင်းဖြစ်မယ်အမပိုက်ကြီးနဲ့ကြံခဲ့မယ်ကလေးတွေဝင်နွားမကြီးကခွေးမကြီးကဘယ်ခွေးဒီကြောင်ဒီနွားဒီကပြန်လှည့်ကြည့်ပါတိရစ္ဆာန်ပြီးပြီကိုယ့်ကိစ္စကိုရှင်းလူကြတော့လို့ရှိသလားလူစိတ်ရှိလေလေစာနာစိတ်ကြီးလေလေစံပတိမပေါ့မပါကြီးနဲ့ပြင်မရှာမှာပေါ့အဝတ်လျှော်ရင်ပြင်မရှာမယ်မိဖို့တက်ရင်ပြင်မရှာမယ်ထမင်းချက်ရင်ပြင်မရှာမယ်အမောက်စဉ်းစားကြည့်ဦးလေအဝတ်လမ်းရင်ပြင်မရှာမယ်အိမ်တိုက်ရင်ပြင်မရှာမယ်ငါဇနီးတဲ့ရှိအောင်ငါအမြန်ပြန်မယ်တကယ်ချင်းတွေကဆွဲနေပြီဘီယာဆိုင်မှာဆရာဦးသားချုံမပြန်နဲ့ဦးပြန်မယ်ရောက်ဟာဆရာနေပါဦးဆရာတစ်ခွက်တော့ပါဦးတစ်ခွက်တော့မညီလေးတွေငါပြန်မရသေးငါဇနီးတဲ့နဲ့ငါနဲ့ကနှစ်ယောက်တည်းနဲ့အခန်းလေးတစ်ခါငှားနေတာသူ့ဘက်ကလည်းမိဘမရှိတော့ဘူးငါမှလည်းမိတွေဖားတွေမရှိတော့ဘူးအဖိုးအဖွားလည်းမရှိဘူးကွာတို့ကနှစ်ယောက်တည်းဘဝတို့ကတိဆောက်ထားရတာမပေါ့မပါကြီးနဲ့ငါပြန်မှသူကစားဖို့တော့ဖို့လိုရမှာငါစောပြန်မတကယ်ချင်းခုနကကွာစသည်ချင်းတက်ပြန်မကြည့်နော်ငါဘဲစိတ်စက်ပတိပဲလူမိုက်စိတ်ရှိတယ်နော်ကိုပြန်ပြီးလုံများလှုပ်ထားလို့တော့ဒေါသထပြီးကျွန်တော်တို့ကတော့ဟုတ်တယ်မလားကြည်လားမနေ့ကကိုသွားတော့ကဒီအဝတ်တွေမလျှော်ပါနဲ့လို့မှားထားတယ်ဘာလို့လျှော်တာဂိူးနာဒေါသတွေချစ်စရာမကောင်းဘူးလားမိကိုမတိုင်းတယ်လို့မှားထားတယ်ဘာလို့တိုက်တာလဲကုန်းကောက်ကြီးနဲ့ဟင်မချက်နဲ့ဘာလို့ချက်တာလဲမင်းတော့နောက်တစ်ခါကိုပြန်လာလို့အဲ့လိုတိုက်ထားအဝတ်လျှော်ထားမိဘူးတိုက်ထားထမင်းချက်ထားရေခတ်ထားလို့ကတော့ဟဲ့ဒီကိုချို့လက်သေးရလေမင်းဝင်းမုံတော့နင်းနဲ့ဖို့ငါထိုးမှာဒါလေးလာတာဒါလေးတွေလာနေတာစံပတိလေးတွေပေါ့မဲလေးဒီမှာအကိုကြီးတို့လူကြီးတွေယောက်ျားတွေအမျိုးသားတွေရှိမယ်ဇနီးတွေရှိနေတာပေါ့တမီးလေးတွေရှိနေတာပေါ့အမတို့လည်းရှိနေတာပေါ့အမတို့အကိုတို့ရဲ့တမီးကိုယူထားတဲ့ကောင်ကတိုက်ဆန်စိတ်နဲ့အရင်လေးမူးဆက်ဆက်နဲ့ပြန်လိုက်ပါးပိတ်ရိုက်ပါညာမချက်ထားဘူးလားပါညာလဲနင်းဆောက်ပြင်းကြီးပါညာလဲလုတ်တဲ့ယောက်ျားမျိုးတိုက်ဆန်တာကောင်ကျွန်တော်တို့ရမလို့ဘူးလေကျွန်တော်လူချင်းစာနာထောက်ထားတတ်သောစိတ်များကိုလောက်မပြည့်စုံမကြွယ်ဝအင်အားပင်ပန်းသောသူများကိုဒီစိတ်တွေသွင်းပြီးတဲ့ကြပြကောင်းလိုက်တာဒေါက်တာကျော်စိန်ရန်ကုန်တက္ကသိုလ်တစ်ခုလုံးကိုအုပ်ချုပ်ခဲ့သောဒေါက်တာကျော်စိန်ရန်ကုန်တက္ကသိုလ်မှာဌာနတွေယူပဗေဒကင်မစထရီသင်္ချာဘာညာတာလကာတွေထဲမှာစိတ်ပညာဌာန psychology department ကိုဦးဆောင်ခဲ့သောပါမောက္ခဒေါက်တာကျော်စိန်ရန်ကုန်တက္ကသိုလ်တစ်ခုလုံးကိုအုပ်ချုပ်တဲ့ဒေါက်တာကျော်စိန်မြန်မာဆိုရင်လမ်းစဉ်ပါတီခေတ်ကပညာရေးဝန်ကြီးဒေါက်တာကျော်စိန်အမေရိကန်နိုင်ငံကိုလံဘီယာတက္ကသိုလ်ကဒေါက်တာဘွဲ့ကိုယူခဲ့တဲ့ဒေါက်တာကျော်စိန်ရဲ့သင်တန်းတွေမှာကျွန်တော်ကကျောင်းသား
ဆရာကြီးစာတင်တာကောင်းလိုက်တာတပည့်တို့မှတ်ထားရတယ်လူနဲ့တိရစ္ဆာန်နဲ့ကြွာချလာအခြေခံစိတ်ကတစ်ချက်တည်းတဲ့စာနာစိတ်ပဲဟာစက်သိန်းချလိုက်တာလူမှာအိတ်စိတ်သွင်းပြရတယ်စာနာစိတ်မြင့်လေလူသားပိသားလေပဲတို့ကတော့တို့သားနဲ့တို့သမီးနဲ့ငါမယားနဲ့ငါသားနဲ့စားလို့တောက်လို့တို့မျိုးထိတ်ကမိဘမဲ့ကလေးကြီးရမှာကလေးလေးတွေရောက်90ရှိတယ်တဲ့ဖုံဖုံကထိန်းသိမ်းပြီးစာတင်ပေးတယ်တဲ့မိမကြီးတို့ဆိုင်လေးတိတ်လို့ထူကြရအောင်ဆရာလူမရှိတယ်နော်ဆရာကလေးလေးတွေအနှွေးကြီးမရှိစောင်းမရှိနဲ့ငါတို့သွားစုကြအောင်ကြီးမျိုးတွေကကောင်တွေစုကြကွာကုန်းတယ်တွေရောစီစက်ကကောင်တွေရောမြေပဲဆက်ကကောင်တွေရောမင်းတို့ကောင်တွေမင်းတို့သားသမီးငါတို့သားသမီးတွေအကုန်စားတောက်နေတိုင်းလုံးခြုံနေကလေးတွေရမှာနင်းတဲ့ဖွဲ့ရချာမှာတို့တငငင်းတို့တသေးတွေစုကြပါတို့တငငင်းရဲ့လူတွေလုပ်တယ်နော်ဆရာတိတ်ဆံမလုပ်ဘူးဒေါက်တာကျော်စင်တော်လိုက်တာတပည့်တို့လူသားနဲ့တိရစ္ဆာန်ကွာခြားချက်ကဆရာကြီးပြောပြရသည်စိတ်အမေရိကန်နိုင်ငံမှာစာသင်ခဲ့တာပါ sympathy လို့ခေါ်တဲ့စာနာစိတ်ပဲတပည့်တို့ရဲ့ SYMPATH ဆို sympathy ခွေးတကောင်သေးတာကိုဘယ်ခွေးကဝိုင်းချမှာလဲနွားတကောင်သေးတာကိုဘယ်နွားကဝိုင်းချမှာလဲရန်ကုန်မှာဆင်းရဲသားတွေအလောင်းချတဲ့အခါကျတော့ကျော်သူတို့နိုင်ကူညီမှုအသင်းကအလောင်းထည့်စရာခေါင်းပိုးလည်းမရှိအလောင်းကိုတင်သွားစရာကားပိုးလည်းမရှိနောက်ကပေးသက်လိုက်စရာကားလေး9စီး10စီးဘုံမှမရှိကဲငါတို့နိုင်ရဲ့အသင်းကအဲ့ဒီအတုပါချကြဆိုကွာဆိုလဲစိတ်ကမတော့ဗစိတ်လေကဲဆရာကျော်မင်းနေတာဗစိတ်လေတာရှိကဲသူလည်းဗဆိုင်လေကျော်သူနဲ့ရုပ်ရှင်မင်းသားကျော်သူနဲ့6ကလူတွေကျွန်တော်မင်းပဲဗဆိုင်လေဗျတသေးဗျသူမိမရွှေစည်းကွာကတသေးဗျအနေသာကြီးလေမိမရောယောက်ျားရောအဲ့ဒီအတုပါတို့ချကြအောင်ကွာဆိုတော့အခွေကိုကြည့်တဲ့အခါမိမတယောက်ခလေးတည်တဲ့အခွေမတို့မြင်ပါပါခေါင်းလေးနဲ့ငားနှစ်သားလေးဘကွက်ကလေးနဲ့အုတ်ထုတ်လေးနဲ့မိမကသားတည်လို့လေခွင်းစာမှာငိုလိုက်တာနောက်ကမိမတယောက်ကရင်စွန်းမှကြောက်လို့အဝတ်နဲ့ရင်ဘက်ကိုစီးထားတယ်နောက်ကဆောင်းဆွဲနေတာ तू တက်မှကြောက်လို့ကြော် तू ကမတ်တက်ကြီးရာမုတ်စင်ခွေပတိုင်းခွေးကြီးနဲ့မိုးရရွာလို့ကျွန်တော်ကြည့်နေခွေသေးတာအဲ့မိမငွေငွေတန်းလန်းနဲ့မတ်တက်ရလိုက်တော့ तू ဘွားဆိုကြော် तू တွေ့တာမသိဘူးလေ तू ကသူ့သားအခေါင်းပေးမှာဟာအကယ်ဒမီထက်စစ်ကွန်းကြော် तू လက်ဖြန့်သွားပြီးတော့ကိုကျော် तू ပခုံးကြီးကိုစကင်နေကြည်ရင်နဲ့ဒူးထောက်ကြရင်တန်းလန်းနဲ့အခုတော့အခွေးမပါပါတယ်အခွေးမပါတဲ့ခါကျွန်တော်ပြောနေတာရှုံးနဲ့တောက်ချဒူးထောက်ကြပြီးတော့မှလက်ကိုချီပြီးတော့ကြောနေတဲ့အချိန်မှာကျော် तू ကအမမလုံးနဲ့အမရဲ့ကျွန်တော်မကြောနဲ့ကျွန်တော်ငဲကြည့်နေအမရဲ့အမကြီးထအမကြီးမလုံးနဲ့ပြဆိုကျွန်တော်အဲ့တော့ကျွန်တော်ကြည့်နေအိမ်မှာကြည့်တာလေကျွန်တော်ပြောသူပြေလို့ကျွန်တော်ယောက်ျားတံမဲ့ရုပ်ရှင်ဇာတ်လမ်းမျက်ရည်ကြရင်နဲ့လူသားတွေတယောက်တည်းတော့ကုညီကြတာတွေအာသိစရာပဲနော်တို့လူမျိုးတို့အမျိုးသားတယောက်ဒုက္ခရောက်ရင်တယောက်ကြောပေးမထားပဲနဲ့တက်ဆွမ်းသမျှဝိုင်းကုညီကြတာကိုကျော်သူရဲ့ခင်ဗျားလောက်တာလေကျွန်တော်ကြက်သိမ်းထားလိုက်တာဗျာအိမ်သွားပြီးကျွန်တော်ကသူ့နာရီကုညီမှုတင်သွားပါတယ်ဟိုတလောလေးကနေပကံပြန်လို့ပုံကြီးလေးလေးဝင်းတန်းလန်းနဲ့အထုတ်တရားဝေပြီးကျွန်တော်လိုက်ဝေတော့10လောက်ကျန်တော့ကျော်သူ့ပေးဦးမယ်တက်စီလေးနဲ့ဝင်တော့ကျော်သူထိုင်းတယ်သူမိမဘေးမှာကျော်သူကျပကံပြန်လာတယ်ဗျာဆက်ချွတ်ထိုင်းကျွန်တော်လည်းညီကိုရင်းတဲ့မြခင်တယ်သူလင်မြောင်းမရဘူးသိခင်တာကျွန်တော်ပွင့်ကြီးလာပေးတယ်ဗျာခင်ဗျားတွေ10လောက်ထဲပါတမမကြည့်ပါဘူးအားလုံးပေးပြီးပြီဇာကနာကို10လောက်ပေးတယ်ကျွန်တော်ကုန်လိုက်ဝေလာကျွန်တော်ကခင်ဗျားတွေ10လောက်ရောမစားကြပါဘူးလေဟာခင်ဗျားဘာသာပြောလာလဲကျွန်တော်ကကျွန်တော်အမောတော့လာတဲ့ကောင်ဒီဘာတန်လို့လေတရားမတန်ဘူးလေတထုပ်ထားပါတော့တထုပ်ငါချက်ထားပါတော့မသိဘူးဗျာကျွန်တော်90လားမသိဘူးဗျာထားဗျာဘာမတန်ဘူးလေခင်ဗျားဗမာဖြစ်ရသားနဲ့ဘုန်းကြီးမကြိုက်ဘူးဆိုတော့ဘာကောင်းလဲလို့ကျွန်တော်လေသူ့ရုံးကနေမှာဘုန်းကြီးတော့ကြိုက်တယ်ဗျာဒစိတ်ကိုမကြိုက်ဘူးဒစိတ်ကကျွန်တော်မြင်းမြန်ဘာကမှမြင်းမြန်နဲ့မကြည့်တာဘူးဘုန်းကြီးကြိုက်တယ်ဒစိတ်မကြိုက်ဘူးလေခင်ဗျားဘာဒစိတ်ကဘာဖြစ်လို့မြင်းမြန်မလို့လေခင်ဗျားဘာကြိုက်တာလဲဇီးခွက်တယ်အရေးအကြောင်းနဲ့ငါစောင့်မရကမသူ့မိမမိမိရွှေစည်းခွက်ကလက်ကိုလက်ချင်းတုံနေတယ်သူကငါလုံနေသေးတယ်ငါစောက်ကျွန်တော်ရိုင်းနေတော်ရေးမပါလို့ငါကိုဟုတ်တယ်တတိဖြတ်ရတာပြောတာပါဆိုတော့ကအကိုတို့အမတို့အဲ့တော့နာရီကိုညှို့တင်လို့တယ်ဘာစိတ်လဲစံပတိပဲစာမစိတ်ပဲလူချင်းစာနာထောက်ထားသောစိတ်ဗမာနိုင်ငံမှာဆရာဝန်လေးတွေဘွဲ့ရပြီးတော့အခါလာပြီဆရာကြီးဒေါက်တာဦးထင်းမောင်တို့လည်းပတ်သက်နေလို့ကျွန်တော်တို့ဖီးစင်ရတဲ့ဆရာနော်ဖီးစင်မှာလည်းကျွန်တော်တို့ဖိုင်နယ်ပတ်တူးဆိုရင်ဆရာဆင်းမှာကျွန်တော်အိမ်မှာလည်းဆရာဝန်ပေါက်စာတယောက်ရှိလို့ဆရာကျွန်တော်သိတယ်သူတို့ကခွဲပြီး10ယောက်ရမဲသိန်း10ယောက်ပျော်ပွဲ10ယောက်တွန်တေးဘာညာတရကခွဲပြီးဆရာဝန်10ယောက်ကဘယ်ရောက်သွားလဲဆိုတော့လက်တွေပေါ့ဗျာဖီးစင်လက်တွေဆင်းနေပေါ်ထားလိုက်ပါတော့မဟုတ်ဘူးနားဝင်အောင်ပေါ့ထောက်ကြံကအနာကြီးရောက်ကိုဆေးရုံရောက်သွားတော့အခါကျတော့ဆရာမလေးတွေဆရာလေးတွေတလားလောက်လောအားပေးကြပြီအနူလေးကြားထဲမှာအနူတွေပေါ့လက်ပရိုစီတွေပေါ့ဗျာဟိုကာလာယောဂတွေကြားထဲမှာနောက်ဆုံးပြန်တော့မယ်တလားဆရာဝန်ထုံးစံကျွန်တော်ကအိမ်မှာဆရာဝန်ပေါက်စာတယောက်ရှိလို့ကျွန်တော်သိတာမမတို့တကယ်ကိုကြွားတယ်မဟုတ်ဘူးနောက်ဆုံးနေ့မှာသူတို့နှုတ်ဆက်ပွဲလုပ်ကြတယ်ကြာတန်ကြော်စားကြတာလို့ဘာညာတာရကားပွဲမှာခောက်ကြော်စားကြမယ်လက်ဆောင်တွေကမ်းပါလောက်ကြတယ်မရဲ့အဲ့ဒီမှာလောက်ကြရောလောက်တော့ဆရာဝန်ကြီးကထိတ်မှထိုင်နေတယ်တဲ့ကရင်ဆရာဝန်ကြီးစောနဲ့စားတယ်ထားလိုက်ပါတော့နာမည်တော့ဆရာမလေးတွေကဝိုင်းထိုင်နေတဲ့ခါကျတော့ဆရာဝန်ကြီးကနှုတ်ဆက်ပြီးဆရာကြီးတကယ်ဖြစ်နော်တမီးတို့သားတို့တဲ့နောက်နှစ်ကျရင်ပွဲရပြီတဲ့ဆရာကြီးကတော့ဒီအနုဆေးမှာတာဝန်ကျပြီးတော့တာဝန်ထမ်းဆောင်နေတယ်ပြည်သူလူထုအကျိုးကိုတတ်နိုင်မှဆောင်ကြပါပတ်စံလဲရှာကြပါပေါ့သူတရားမျှတပါလေစာဝတ်နေရေးပြည်လေအောင်ကိုယ်လည်းငွေရှာမှာပေါ့တမီးတို့ရဲ့ဒါဆိုလည်းနွမ်းမားသောသူများကိုတော့တတ်နိုင်ဆုံးပြုစုကြပါအဲ့မှာကော်ဖီတောင်းတန်းတဲ့ဆရာမလေးတယောက်ကထမေးတယ်ဆရာကြီးရောပြည်သူလူထုအတွက်တော်တော်လေးပစ်ဆက်ပါသလားပစ်ဆက်တာပေါ့တမီးရဲ့
ဆရာကြီးပေးဆက်သူများကိုယ့်ဘက်ကနစ်နာတာရှိပါသလားကိုယ့်ဘက်ကပေးဆက်ရတာပေါ့သမီးရဲ့လေကွင်းကိုယ့်ဘက်ကရွာလေးကထမင်းကန်နေသမီးတို့ဆန်သွားပေးရင်အနည်းဆုံးလေကွင်းတော်သမီးရှုံးနဲ့ဖြတ်ချောက်မှာပေါ့နေဘူးထဲမှာရေတွေထဲမှာဟုတ်ဘူးလားနည်းနည်းလေးကိုယ့်ဘက်ကပေးဆက်တယ်သမီးတဲ့ဟိုစင်မောနေသွားပြီးဆုတ်ဖြတ်လို့မရဘူးဆရာကြီးရောပေးဆက်ခဲ့ပါသလားမတ်တက်ထက်ရတယ်ဆရာဝန်ကြီးကပေးဆက်တာပေါ့သမီးရဲ့ဂျူဒီကုတ်ကြီးနေတယ်လက်ကိုထဲထည့်ထားတယ်ဆရာကြီးဒီဆေးရုံအတွက်သမီးတို့မေးချင်တာဆရာကြီးရဲ့ပညာရေးတက်ရသားနဲ့ဆရာကြီးလောက်ကထွက်ပါလားရန်ကုန်မြို့လောက်ကမှဆေးကန်းဖွင့်မှာတော့လား transfer ပြောင်းမှာတော့တခြားမြို့ဘာဖြစ်လို့လက်ပလိုစီတွေနေတဲ့အပြည်တွေနဲ့တလိပ်တွေနဲ့အရေးရွယ်တွေနဲ့အနှူတွေကြားထဲမှာဆရာကြီးဘာလို့နေရတာလဲဆရာကြီးလည်းပထမတော့ပြောင်းသွားဖို့ပဲဒီလူတွေရဲ့မျက်နှာလေးတွေမျက်လုံးလေးတွေနဲ့မျက်ရည်တွေဝဲနေတာကြည့်တဲ့အခါကျတော့ဆရာကြီးလည်းမပြောင်းပြတော့ဘူးသမီးရဲ့ဆရာကြီးတော်တော်ပေးဆက်မှာပေါ့နော်ပေးဆက်တာပေါ့သမီးရဲ့ဆရာကြီးဘယ်တော့ပေးဆက်တယ်လဲပထမမပြောဘူးနော်အဲ့ကြမှာမေယိုကာကကြီးနဲ့မတက်ဆက်ရတယ်သမီးတို့ဆရာကြီးပေးဆက်တာသိကျင်လားပြောတယ်သိကျင်တယ်ဆရာကြီးကဲငါဒီဆေးရုံတွေပေးဆက်ထားတာတော့တက်တေတာကပြစရာတခြားမရှိပါဘူးလက်ကနှုတ်လိုက်တာလက်ဟဲ့မငါ့ကိုကြည့်လိုက်ကြလက်ကိုထောက်အဲ့ရနှုတ်လိုက်တာလက်ကလေးတွေအောင်တော့ငုံးတီလေးတွေလက်တူလေးရောကကူးထားတာခေါင်းငိုက်ဆိုင်ချပြီးဆရာကြီးကလက်ကိုပြန်ထည့်တဲ့အချိန်မှာဆရာဝန်မလေးအလောင်းလေး14-15ယောက်ကဟီးဆိုပြီးချုံးဝဲချပြီးတော့မှမျက်နှာနဲ့စပွဲအပ်ပြီးတော့ငုံလိုက်ကြတာဆရာကြီးကလည်းကြိုင်းနေတယ်ဘာမှပြောတော့ဘူးကမတို့အဲ့လိုမပေးဆက်နိုင်ဘူးကိုကြေခွဲကြတာလေငိုနေရတာကဲတော်တော့ပြောတယ်လက်မညရန်ကုန်ပြန်ကြကိုလို့ကြငါဒီမှာဆက်ကြံခဲ့မယ်ဒါပဲအဲ့ဒါလေးကိုကျွန်တော်မိတ်ဆွေစာရေးဆရာလူမျိုးတော်ဆရာကြီးနော်လူမျိုးတော်ကလေအကျွေးမြတ်ချစ်ချင်းမချစ်ချင်းဆိုတဲ့နာမည်နဲ့ဝတ္ထုလေးရေးတယ်ဆရာရဲ့အကျွေးမြတ်ချစ်ချင်းမချစ်ချင်းလူတယောက်နဲ့လူတယောက်မိဘနဲ့သားသမီးအကျွေးမြတ်ချစ်နေသလားအရေးကြီးပါတယ်ဒီမှာရှိတဲ့ပေးတဲ့ကျွန်တော်ကိုအထင်မသေးနဲ့ကျွန်တော်စော်ကားတာမဟုတ်ဘူးနော်ကျွန်တော်အံ့ဩစရာမိဘနှစ်ပါးတွေ့ဘူးတယ်ကျွန်တော်တန်ငယ်ချင်းတယောက်သမီးလေး4ယောက်နဲ့နာမည်ထားပါတော့အောင်ပေါ့နာမည်နဲ့လွှဲလိုက်တာကျွန်တော်တန်ငယ်ချင်းကိုကျွန်တော်တင်တာအောင်မင်းသမီးလေးတွေပညာတောက်အောင်တင်ဆရာအံ့ဩစရာပဲနော်ဗမာတွေထဲမှာနော်ကျွန်တော်တခုံးပြန်ဟင်းသလားမှာအချင်းတန်ရင်ယောက်ျားယူနေမိန်းမတွေဘာတင်စားလို့လဲကွာကျွန်တော်ကြောက်သွားတယ်သိလားဟာမင်းစကားကွာမင်းစကားဘာစကားလဲကျွန်တော်မင်းသားသမီးပေါ်ထားတဲ့စိတ်ကကွာအရင်ခောက်ရန်ကုန်မှာခုချိန်မသေးသေးဘူးမင်းသမီးတွေကိုမင်းဒီစိတ်လားကွာအချင်းတန်ယောက်ျားယူမှာဘာတင်ပေးတာလို့လဲနောက်တစ်ယောက်အတန်အသင့်ချမ်းသာတယ်ဟန်ဖုန်းတွေပါနေနဲ့ဆိုင်ကယ်တွေနဲ့အကိုရေလို့အကိုသမီးလေးကိုပြန်တောင်းအောင်တင်လေဆရာဦးထင်းမောင်ကျွန်တော်ကြက်သိမ်းချတယ်ကိုသားချွေကျွန်တော်တို့မယုံရဲဘူးတဲ့သမီးသားတွေကိုကဲတစ်ချိန်တိုင်းအိမ်တော်ပြုတ်ပါလေကျွန်တော်မပုံရဲဘူးတဲ့သူကကျွန်တော်ပြန်ကြည့်မှလားကျွန်တော်မသိကြလို့တဲ့ဟာအကိုဘာသာပြောတာလေညီလေးတို့ညီမလေးတို့လောကကြီးမှာလူတွေကအကျွေးမဲ့ချစ်ကြရလားတကွက်ချန်ထားလားအဖေအိုကြီးကိုပြုစုနေတယ်ညီတကွက်ချန်ထားလားအပြစ်ပြုစုမှာလားအမေတကွက်ဟုတ်တယ်ညီတို့အမေကိုကူညီမယ်တသိန်းရှိတယ်အကုန်ပေးမှာလားတို့မိသားစု9000ဖယ်ထားပြီးတော့အမေကို9000ကဲကြစို့လူတွေအကျွေးမဲ့ချစ်နေရလားကျွန်တော်အားတင်နေအဲ့ဒီဝတ္ထုဖတ်တဲ့အခါကျတော့ဆရာဝန်ကအဲ့လိုလုပ်တဲ့အခါကျကြက်သိန်းချပြီးဆရာမလေးငိုတဲ့အခါကျတော့ကျွန်တော်လေးပေးဆက်ချင်းဆိုတာကြောက်စရာကြီးပါလားလူချင်းစာနာထောက်ထားမှုဆရာဝန်ကြီးကမပြောင်းနိုင်ဘူးလက်တွေတိုးနေပြီပေးဆက်ပြီခုနကလေးလေးကကြက်တီလေးတနာနေတာမလေးကျွန်တော်တို့ငယ်တော့တင်နေတဲ့ကြပြားလေးရှိပါသေးတယ်ဒေါက်တာမောင်ဖြူမစ္စတာတန်ကွမ်လျောင်းပါပီကလေးပုတ်တူသူ့စကားကဟူသူ့စကားလူမသိလူစကားသူမသိတနာပါပြီ9ချောင်းနဲ့ကိုတို့9ချောင်းနဲ့မလားကျွန်တော်ကလေးဘွားဆရာတော်ပြင်မထင်တယ်နော်ဆရာဒေါက်တာမောင်ဖြူမစ္စတာတန်ကွမ်လျောင်းဟိုတနေ့ကစနေနေ့ကကြံခဲ့တဲ့စနေနေ့ကမနက်ဖြန်စနေကျွန်တော်အတန်လွှင့်မဲ့နေပြက်ပြီဒီမှာလည်းရောက်နေလို့ဇော်ဝင်းထွန်းနဲ့ကျွန်တော်စကားပြောတော့ဇော်ဝင်းထွန်းကတိတ်ကြိုက်တယ်တန်ကွမ်လျောင်းကိုကျွန်တော်ရွတ်ပြတယ်ပါပီကလေးပုတ်တူသူ့စကားကဟူသူ့စကားလူမသိလူစကားသူမသိတနာပါပြီ9ချောင်းနဲ့ခလေးလေးခွေးပြူလေးလက်ဘက်ကလေးနဲ့စကားပြောတော့ဟူအဲ့ဒါလာရင်ဟူအမေပြန်လာရင်ဟူလူစိမ့်လာရင်ဟူခလေးကမေးပြီမေခွေးလေးကစကားပြောတိုင်းဟူနဲ့သူဘာပြောမှလည်းသားမသိဘူးသားပြောတာကို तू သိရလားမေဘယ်သိမှလဲသားရဲ့သားကြတော့မွေးငါစားခြင်းနဲ့ဆိုလဲမေမပြောဘူးလားမေသားမွေးငါစားခြင်းလို့မေထက်ပေးတယ်လေရေခဲမုံစားခြင်းနဲ့သားပြောတယ်မေသားရေခဲမုံစားခြင်းလို့မေထက်ပေးတယ်လေမေသားစုံလို့ချင်ပြီမေခွင့်ပြုတယ်လေမေသားချမ်းလို့အနှွေးတယ်ဝယ်ပေးပါဦးမေဝယ်ပေးတယ်လေမေသားအိတ်ချင်လို့ကျွန်တော်ချပေးဦးမေချပေးတယ်လေသားခွေးလေးပြောတယ်လားအဲ့ကြမှာကလေးလေးကလက်တဲကင်တန်းနဲ့ခေါင်းခုနလိုခေါင်းခါတာဒါတိရစ္ဆာန်လေးတွေကသူတို့ရင်ထဲမှာရှိတာတွေမပြောတတ်ဘူးဒါရဲ့ချမ်းတာလည်းမပြောတတ်ဘူးစားတာလည်းမပြောတတ်ဘူးနာတာလည်းမပြောတတ်ဘူးအိတ်ချင်တာလည်းမပြောတတ်ဘူးတာမတနာဘူးလားမိသားပါပီလေးတာတနာလို့ကလေးဘွားကြပြလေးတွေဘာကြောင့်တင်တာလဲစာနာထောက်ထားစိတ်ပဲစံပတိပဲအကိုတို့ရဲ့ကျွန်တော်ကတက်ပြီလို့ချုပ်ပြရဆိုအဲ့ဒါလို့ကျွန်တော်တတိယနေတယ်ဘိုးကျောင်းဆန်းမလေးဘိုးကျောင်းဆန်းကဘာလို့များစံပတိရှိလဲဆိုရင်ကျွန်တော်အခွင့်အရေးမှာအမြင်နဲ့ပါပါတယ်သူဖတ်စာဖလားဥက္ကဋ္ဌသူတိုက်ပုံမင်းနဲ့ပဲဟေးတိုက်ပုံမင်းနဲ့နော်နတ်မောက်သားက33နှစ်မပြည့်ခင်သေးတဲ့လူကဆယ်တန်းဖြေစရာနတ်မောက်မှာအကြောင်းမရှိလို့ရေနံကျောင်းမှာသူ့အကိုဥပဝင်းကျောင်းမှာဖြေတဲ့လူကငင်းနေမဲ့ထိန်လင်းကစနေသားကမလေးစာနာစိတ်ကြီးနေလိုက်တာတက်မလို့ကောက်ဝေးဦးစီးချုပ်
အင်္ဂလိပ်ကိုချမရဂျပန်ခေါ်လာပြန်တိုက်ထုတ်ဂျပန်ထွက်သွားအင်္ဂလိပ်ပြန်ဝင်အင်္ဂလိပ်ပြန်ဝင်လာပြီလေလွတ်လပ်ရေးတောင်းဆိုဖို့ငါစစ်ဝတ်စုံချွတ်ပြီဘုရားဆန်အင်္ဂလိပ်ပြန်ဝင်လာတော့စစ်ဝတ်စုံချွတ်လိုက်ပြီဖဆပလာမှာငါဥက္ကဋ္ဌနိုင်ငံလုံးမယ်တောက်ဝတ်စုံချွတ်တယ်လေတိုင်းပြည်လွတ်လပ်ရေးကိုလုပ်တဲ့နိုင်ငံသမားဆိုတာတောက်ဝတ်စုံချွတ်ရမယ်ဘုရားဆန်ဘောင်းမီနဲ့အင်ကြီးအုတ်ထုတ်ရှုဖနာကွန်ချွတ်လိုက်တယ်တိုက်ပေါ်အမဲနဲ့ကွာလန်ကတုံးနဲ့ပိုးပိုးနဲ့ခေါင်းကောင်းနဲ့ချသွားပြီဘုရားဆန်ဖဆပလာဥက္ကဋ္ဌစကြည့်ဦးမသိခင်တနေ့ဘုရားဆန်ပြတ်တယ်အကုန်ချွတ်ပြတာဘောင်းမီတွေရောအင်ကြီးတွေရောအုတ်ထုတ်တွေရောဟိုလိုလိုဒီလိုလိုမလုပ်ဘူးသူကဘာညာဟိုတကယ်ပဲလားလေမလုပ်ဘူးမြောက်မပေးနဲ့မြောက်မပေးနဲ့လာကိုကြီးမင်းညိုခဏလူတွေမြောက်ပေးမမြောက်ပေးနဲ့ကျွန်တော်အယိုးကံပြောတာကျွန်တော်6ကလူတွေဆန်းဆန်းကျလက်ကုတ်လက်ထတီးနေကြောက်စရာကြီးတွေဆရာကြီးကောင်တင်ပြောတယ်မလုပ်နဲ့နော်လက်ကုတ်မတီးရင်မင်းရဲ့အမှုကတာမန်တယ်မမှုတဲ့လက်ကုတ်တီးရင်မင်းအမှုကကြီးပြီးရာဇဝတ်မှုတဲ့မလုပ်နဲ့တော့ဒုက္ခမပေးနဲ့ရောင်းလို့ပြောသားမယ်လုပ်နေထားတော့ဖဆပလာဥက္ကဋ္ဌအိမ်မှာနေပြီးဒေါခင်ကြီးနဲ့သမီးနဲ့သားနဲ့ကားနဲ့ထွက်လာတယ်အခုအံ့ဩစရာကြီးတော့ကန်တော်ကြီးဆောင်တာဝါလေးအိမ်ကိုရန်ကုန်ဆရာကြီးတို့လူများစုသိလို့ကျွန်တော်ပြောတာပါကန်တော်ကြီးဆောင်အခုပြလိုက်အိမ်လေသူ့သမီးနေတဲ့အိမ်မဟုတ်ဘူးအခုရန်ကုန်တက်တော်ဘေးနာတက်တော်ရိတ်တာလမ်းပေါ်ကသူ့သမီးနေတဲ့အိမ်မဟုတ်ဘူးအဲ့ဒါကဟိန္ဒူကလာကြီးတယောက်ကအိန္ဒိယမပြန်ခင်လက်ဆောင်ပေးသွားတာတနာလို့ဘုရားဆန်အိမ်မရှိလို့ရန်ကုန်မှာတိုင်းပြည်ကောင်းဆောင်နံပါတ်1အိမ်မရှိဘူးကွာတယ်ကွာဗညီမင်းညုံနဲ့ကွာဗဟိုကောင်ညီမင်းညုံကြီးပြောတာတွတ်တိုက်ခန်းရှိတယ်အိမ်မရှိဘူးဟဲ့ကြေခွဲစရာကြီးလို့သမီးတို့ထားတာအိမ်မရှိဘူးအဲ့ဒါသူသမီးကသူမပေးထားတာအခုပြတဲ့လူတွေအိမ်ကအစိုးရပေးထားတာကျွန်တော်ဒေါသချလိုက်ပြောရင်စိတ်ခေါ်မယ်က6သားနေနဲ့ဘိုးကျောင်းဆန်သူ့ဘက်သူပတ်စံဆုပ်ပြီးတော့လာခကိုဆုပ်ပြီးတော့ဝယ်ထားတဲ့တိုက်ခန်းပြော10ပေခန်းမောင်သားချိုးအကြည်တော်အောက်မှာထိုင်နေတဲ့ညီမင်းညိုဒေါက်တာဦးထင်းမောင်ခေါ်စာရေးဆရာနှတ်မှုကဗျာဆရာရှိတဲ့မောင်သားဆို6တို့ကိုဖေတင်ညွန့်တို့အကုန်လည်းမပြတ်ကြမယ်ကဲကျွန်တော်လိုက်ပြရန်ကြောင်ရန်ကုန်သားဘယ်နှမ်းမှလည်းပြောကျွန်တော်ဆုလက်ပြလမ်းမှလည်းပြောကျွန်တော်ပြကဲညီတကယ်ပြောနေတာလို့ညီကျွန်တော်နားထောင်ကောင်းပြောမှာမဟုတ်ဘူး33လမ်းမှလားကဲပြကျွန်တော်ဘာလမ်းမှလားကဲဘယ်နှမ်းမှလည်းမပြောဘယ်ထက်မှလဲဘယ်အလွှာမှလဲစမ်းကြောင်းမှလားညင်နီကုန်းမှလားလှဲတန်းမှလားငါးပေကံပြကျွန်တော်တိုက်ခံမယ်မောင်သားချိုးတိုက်ခံမယ်ကဲအောင်ဆန်းကသူ့မဆန်နဲ့ဝယ်ပြီးစွပြီးတော့ဝယ်ထားတဲ့တိုက်ခန်းငါးပေကံပြကျွန်တော်ကဲမတို့နော်ကြေခွဲစရာကြီးတိုင်းပြည်ရဲ့နံပါတ်1ခေါင်းဆောင်ကမင်း10ပေကံတော့မဝင်နိုင်ဘူးလားကျွန်တော်ဒေါသထားနေတာထားပါဗျာထွက်လာလေကဲထွက်လာပါဖြစ်လေကဲထွက်လာပြီကားနဲ့ထွက်လာပြီအကျော်သေးလူရက်ပြီလူရင်းတို့ချင်းရက်ဒရိုင်မာတက်ကြီးကျော်စိဆင်းသွားပြီအကျော်တဲလင်မယား2ယောက်ကျွန်တော်ဟိုအချင်းငယ်လိုပြောနေတာမိမအကျော်ကျော်နေတယ်တဲဦးနဲ့ဘူးဒီကျော်လေးဘယ်ကျော်လေးကိုလာအထက်လာအောက်ထန်ပေါ့ယောက်ျားအဝတ်ကလေးနဲ့ဒါမျိုးရင်နွေးကွက်လေးနဲ့တုံနေတာအဲ့ဒီတဲလေးအမိုးလေးနဲ့မတ်တရလို့ဘွားဆိုလူတယောက်ဝင်လိုက်ပြီအုတ်ထုံနဲ့ကာကီအေးနဲ့ကာကီပေါင်းမီနဲ့ဟာဘိုးကျော်ဆန်းငါတော့မဟုတ်ဘူးဟဲ့မတကြီးမဟုတ်ဘူးလမ်းဘေးအကျော်တဲစီဆင်းလာတာတိုင်းပြည်ကောင်းတော့မလို့ဆန်းကဲဖြစ်နေကွာဟာဆိုဘိုးကြီးမင်းခွက်ချတာဆရာမင်းတို့ဘယ်နေရလဲဟေ့အောင်ရိုးကောင်းပြောမယ်မကြောက်နဲ့ငါ့ကိုရိုးငါမေးရဖြစ်ကျွန်တော်ဒနုဘက်ကပါဘိုးကျုပ်ဒနုဘက်ကမင်းပါလေလေကျွန်တော်ကရင်ကဗျာမင်းဘောတက်လာရောင်တက်လာလေတိုင်းပြည်မငြိမ်မသက်နဲ့ဘိုးကျုပ်ကစစ်ဖြစ်တဲ့ကာလကြီးမှာအင်္ဂလိပ်နဲ့ဂျပန်အထွက်ဝင်တွေနဲ့ကရင်နဲ့ဗမာနဲ့တက်ကြကျွန်တော်တို့မိသားစုစောင်းနေခက်လို့ရန်ကုန်တက်ကြောင်မြောင်းမှာကျွန်တော်တို့အိမ်လေးငှားပြီးနေလို့မင်းတို့စပါလို့တာလေအစကျွန်တော်မြင်းလဲမောင်းတာဘိုးကျုပ်မကြိုက်လို့ကျွန်တော်တို့အကျော်မင်းသားသမီးမရှိလားကျွန်တော်ဒီများအသားသမီးမထွန်းပါဘူးဘိုးကျုပ်အဆင်ပြေလားအကျော်လေးရောက်တဲ့ခါကျကျွန်တော်အဆင်ပြေဘိုးကျုပ်မင်းငါကြည့်နေတာကြာပြီဆွတ်တဲ့ချိုင်းပြန်နေဒီဇင်ဘာလာကြီးကျွန်တော်တို့ပြသူတပူတွေကြီးပေါ့ရောင်မချမ်းနေကြတယ်ငါကားမောင်းရင်နဲ့မင်းကိုဖြတ်ကြည့်နေတာမင်းတပတ်လောက်ရှိပြီနော်တဲ့ကဲအခုမှဆင်းလာတာမဟုတ်ဘူးတိုင်းပြည်ကောင်းဆောင်ကကားနဲ့တွိုင်းနဲ့လှမ်းလှမ်းကြည့်နေတယ်ကွာလမ်းပြပိတ်တက်ကိုကားမှတယ်မလို့ကြက်သလားချောင်းသလားဈေးတယ်လေးတွေဘယ်လိုစားကြသလဲဒီလိုဂုံငွေကြီးနဲ့မဟုတ်ဘူးမဟုတ်ဘူးသူကမဟုတ်ဘူးသူကမဟုတ်လေဘာလဲကျွန်တော်ရိုးရိုးပြောတာကျွန်တော်မျက်စိကဘေးမချော်နဲ့တို့ကြီးမဟုတ်ဘူးခိုးကြည့်ဒီကြည့်သွားတာလေကြင်းကြမ်းလည်းမှာတွေ့တော့ဟေးအလွန်ထူးဆန်းနေနော်ဆင်းချလာလားအေးမင်းကိုငါပြောမယ်ကွာငါအိမ်မှာမခင်ကြီးနဲ့ငါနဲ့မနေ့ကညတော့စကားပြောကြသေးတယ်တဲ့တို့လမ်းထိပ်ကအကျော်လေးကကောင်းလေးကအဲ့မရှိဘာမရှိနဲ့မခင်ကြီးရဲ့ငါတနာနေတာငါတနေ့တော့ဆင်းမေးဦးမယ်ဆိုငါခုရုံးညင်နေတဲ့ဆော့လို့ငါဆင်းမေးတာလေမင်းအဲ့မရှိဘူးလားအဲ့ကြမှာဆွတ်တဲ့ကျင်းတဲ့ကောင်လေးကဘိုးကျကျွန်တော်မှမရှိပါဘူးဗမာပြည်သူပြည်သားများဆင်းရဲပြီဆိုရင်မတို့ကုန်းကောက်เสียမရှိပါဘူးဟင်းသလားတက်ကတူမှနေတယ်ကျွန်တော်တက်တူရှိအပေါင်ဆိုင်လေးကကိုသိန်းဝင်းနဲ့ကျွန်တော်လည်းရင်းနှီးလို့ကျွန်တော်သွားထိုင်နေတာလာပေါင်လိုက်တာထမင်းအိုးတွေစောင်းတွေမကြသေးပါဘူးကျွန်တော်ရန်ကုန်ပြောင်းလာတာ3နှစ်ရှိပါသေးတယ်အမတို့မောင်သားချွဲတော့မဆိုးဘူးကျွန်တော်ဒါပြောလက်ခံတယ်ဆရာဦးကျွန်တော်တို့မဆိုးပါဘူးသူဆိုးသူများဟာ
ဆရာကြီးကြောက်ဆရာကောင်းတော့မနေ့ကအဲ့ရထားလာတယ်ညဆောင်ချုံအိတ်တယ်ဆောင်းရင်းချမ်းလို့ရောက်ဘယ်လောက်လဲ400ယူသွားတယ်ဟင်းလာဈေးထွက်သွားတယ်အဲ့ပြန်လေလျား2ယောက်တောက်တူမရအကုန်လုံးတယ်ဝတ်သားတောင်းထမ်းတယ်ရောက်ပေး50ပေး100 9000ထမ်းမယ်ဆရာကြီးတို့ပေး150ဆရာအဲ့လိုပေါ့ဆရာကြီးဘိုက်စားတယ်ဝင်းကောက်ကစားမယ်လက်ဖေးတောက်မယ်စိတ်တောက်မယ်ပြီးရင်ဘောလုံးထဲမှာအိတ်မယ်ဈေးကအိမ်သားမှာတက်မယ်ပန်းချင်းချမယ်ဆရာရဲ့ညနေဆောင်တော့အခါမှာသူတို့လက်ထက်မှာ5 6 1000ချသွားပြီဆန်လေးတစ်လုံးဝယ်မယ်ငါးလေးဝယ်မယ်ရက်ွက်ထဲပြန်လာတယ်မနေ့ကပေါင်နဲ့ဆောင်ဝင်ယူရမယ်ညကြချမ်းပါဘူးပြော400အတော့40ကျွန်တော်တက်ဆာစာကပြောပြရသည်6ကကျွန်တော်ဗမာမိတ်ဆွေများကျွန်တော်အမျိုးတွေတွေ့ရတယ်ပဲကျွန်တော်ကြည့်နေတယ်တို့လူမျိုးတွေဆင်းရဲပြီဆိုရင်အမရေစိတ်ကဘာမှာအမေရိကန်မှာဆင်းရဲတာကဇိမ်ခံကားမရှိတာဟုတ်မှာဆရာခြံကြီးနဲ့မနေနိုင်တာဆရာရဲ့အစားတောက်ပြည့်စုံနေသွားတက်ဆေးရှိတယ်ဆရာရဲ့တို့ဗမာအမျိုးသားတွေဆင်းရဲပြီဆိုတော့စောင်းပေါင်ပြီးငါခွေးငါကွာစိတ်ညစ်တို့နိုင်ငံကွာနာကြည့်လိုက်တာကွာကျွန်တော်ကိုသိန်းဝင်ရခမတီးလုပ်ငန်းကိုဗျာဆရာရဲ့ကျွန်တော်စားဝင်နေလို့ရတာဆရာအတော့မယူနေပေါ်ပြလို့မယူရင်ကျွန်တော်ဘာရည်တည်နေဆရာရဲ့ကျွန်တော်အတိုးလေးစားတာလေကျွန်တော်လည်းစိတ်မချမ်းသာဘူးဆရာကိုသိန်းဝင်ရကျွန်တော်နိုင်ငံမှာဒီစောင်းပေါင်ပြီးတော့40ပြီးပြန်သွားခမင်းလေးဆရာကိုညအိတ်ကြဆောင်လေးနဲ့မနေ့လာ400ချတချို့တန်အိုးတွေဆရာကြီးသွားကြည့်ဆရာပြန်ရွေးတယ်ဆန်လေးနဲ့ချက်လိုက်တယ်ဇလုံးလည်းပုံချတယ်ငါးလေးတွေငုတ်သေးလေးတွေပါလေးနဲ့နန်းနမင်းလေးနဲ့ပွေးလိုက်တယ်ဇလုံးလည်းပုံချတယ်ပိုးဆေးထားတယ်လေမြန်တော့စားရတယ်အိတ်ကြတယ်မနေ့အဲ့တောင်းပြန်လာတယ်ရော200ပြီး200လည်းပြန်ထွက်သွား6 6သားများမှာအဲ့တော့စိုးသူတို့ရှိမှရှိမယ်ပေါ့တို့တော့ကျွန်တော်စာရေးဆရာပြီးကျွန်တော်ရှောက်သွားတဲ့အခါကျတော့အလွန်တရာစိတ်ညစ်စရာကောင်းတာပဲဘိုးကျောင်းဆန်းတွေ့တဲ့လူကမတို့ကကိုသားချိုစာရေးဆရာပြီး40တဲ့စွတ်ကြဲကြိုင်းပြန်နဲ့မတို့မထင်နဲ့တော့တကယ်ခက်လာပြီဆိုရင်မတို့ရန်ကုန်ကကျေးဥဆောင်ရှိမှာခလေးလေးကျွတ်ကျွတ်လေးနဲ့ကိုကြီးတောက်ကကြံလာပြီးတော့မတောင်းဘူးလားကဲကျေးဥတောက်တဲ့ဆိုင်မှာလေအကြံလေးလေးတုံချတာတောင့်ကြတာတို့လူမျိုးကွာထားပါတော့ဘိုးကျောင်းဆန်းတွေ့ပြီလေမင်းအိမ်မရှိဘူးလားဟုတ်ကဲ့ဘိုးကျောင်းကျွန်တော်မရှိလို့ဘာလို့လဲထင်လဲကျွန်တော်ခုနချွတ်မဲ့အိမ်အနှွေးအိမ်တိုက်ပုံမဟုတ်ဘူးဟေ့အောင်ရော့မိုက်တဲ့နတ်မောက်သားအောင်ဆန်းဥဖာတော်စုသားအညာသားမိုက်နေတာဘဝင်မြင်တာလည်းမရှိဘူးငါပါကွာငါတက်မတော်သားတင်နာပရိကွာငါနံပါတ်1ကွာတိုက်ပြီခေါင်းဆောင်ဘာညာမရှိဘူးလမ်းဘေးအကျော်တဲ့ဆင်းပြီးတော့မှဟေ့အောင်ငါယူမစို့ဘယ်သူကယူမှာလဲဘယ်လိုကြီးကျွန်တော်မဝှချင်ဘူးဘယ်လိုကြီးဟေ့အောင်ယူလို့ပြောနေလေနတ်မောက်သားရဲ့စိတ်ကကြီးသားဟန်ဆောင်လာမဟုတ်ဘူးနော်ကျွန်တော်မဝှချင်ဘူးမိမလှည့်ကြည့်တော့မိမလည်းမြေကြီးကြနေငွေအကျော်တဲ့ဒိုးကြီးတန်းလိုက်နဲ့စွင်းကြီးချလို့ရောမကြီးနဲ့လင်မယားနဲ့လှမ်းကြည့်တဲ့မျက်လုံးတွေရဲ့အတိတ်ပြပါလဲဆိုတော့နင်းနဲ့ငါနဲ့ညားပြီးတော့ရန်ကုန်တက်လာတာဒုက္ခတွေနဲ့တို့မေတ္တာတရားတို့ဂိယူနာတရားတို့ဘယ်တော့မှမလုပ်ခဲ့ဘူးနိဖက်ကမိတွေဖာတွေနိတဝမ်းခွဲနှမခွဲတွေရအောင်နို့စီဘူးနှလုံးပေးဘူးလားဆန်လေးမပေးဘူးပါဘူးငါဘက်ကောင်ရောင်းမတကောငပိလေးတကောစီလေးတက်မှုတ်ထမင်းဆိုထည့်ပေးဘူးသလားလောကကြီးမှာမေတ္တာတရားတို့ဂိယူနာတရားတို့စာနာထောက်ထားတာတို့မရှိဘူးထင်ကြတာယောက်ျားကြီးအခုတွေ့မဲ့ပြီးတော့နတ်မောက်ကဘုံချုံအောင်ဆန်းနဲ့ကျမတို့လင်မယားနဲ့တော့တွေ့ကြပြီယောက်ျားရဲ့ငိုးနေတာတော့ပါယူလိုက်တယ်ဘုံချုပ်ကြီးပေးနေတာကျွန်တော်မယူချင်ဘူးဘုံချုပ်ရဲ့အကိုကြီးတယောက်ကညီလေးကိုဆူတဲ့အတိုင်းပဲဒီအညာသားဒီနားမှာလှမ်းမကန်လူရဲ့နှလုံးသားကြည့်စမ်းနှလုံးသားအာဟာရတွေဟေ့အောင်ယူလို့ပြောနေရတော့ငါမသိချင်လို့လားငါဒီပြည့်ရလို့လေဒီတဲ့မှာမချမ်းတယ်မင်းအေးလို့ပေးသွားကျင်တာလေရောက်ဆိုပေးလိုက်တော့ပဲ့သားကြီးနဲ့လောက်ဆွထွက်လိုက်ပြီလို့ကပေးလို့ဝတ်ထားသိကျင်လားမင်းရှင်နဲ့အသေးနဲ့ပေးနေတာဓာတ်ပုံရိုက်နေလို့ပေးတာမဟုတ်ဘူးအမျိုးသားကောင်းဆောင်ဘုံကျော်ဆန်းကစဉ်းစားလေးရတနာညာတော်တော့အဖြစ်အိမ်ညာပေးနေဖို့မဲပြုံးပေးပါဗျာအဲ့လိုမဟုတ်ဘူးကိုတို့အဲ့လိုမထင်နဲ့ဗီဒီယိုကင်မရာလေးနဲ့ဟာရိုက်ပြီးတော့ဟောအကျဉ်းသားကြီးတော့ဟာတို့ဘုံကျော်မဲမဟုတ်ဘူးဘယ်သူမှမရှိဘူးပေးကြလို့ပေးတာကဲရောက်ဆိုပေးချလာမှာပတ်ရသားနဲ့ဝုံဆိုကားပေါ်တဲ့ကြော်စိန်ဟိအောင်မောင်းဆိုတော့ဘိုလ်ချုပ်ရဲ့ driver တက်ကြကြီးကြော်စိန်ကိုစင်ကြီးတက်ကြကြီးကြော်စိန်လေနောက်ကဘိုလ်ထွန်းလာမောင်းရိုးငိုလိုက်တာမတဲ့တိုင်းနဲ့တော့ဘာဖြစ်နေလဲတော့မိမလေဘာစိုးနေပြင်းထဲမှာမြေတို့လိုက်အေးငိုကြည့်လိုက်တိုင်းပြည်ကောင်းဆောင်တယောက်လမ်းဘေးကပြည်သူလူထုတယောက်ပေါ်မှာဘယ်တော့မေတ္တာတရားကြီးမှတဲ့တိုင်းပြည်ရှိသလားပေါ့ကြည့်ဖို့လိုက်ပြောလေတမတော်ရဲ့ထိပ်တန်းကောင်းဆောင်အစိုးရအဖွဲ့ရဲ့နံပါတ်1ပုဂ္ဂိုလ်ကလမ်းဘေးကလူထုတယောက်ရဲ့စာဝတ်နေရေးနဲ့ဇာတိဥဒုဒဏ်ရဲ့တောကဒုက္ခတွေအပေါ်မှာစာနာထောက်ထားတဲ့စိတ်ကဒီကဘာမှာရှိသလားမကြည့်ဘူးတိုင်းငိုနေတာကဘာဘောကခေါင်းဆောင်အတီးတီးမှာအဲ့စိတ်တွေရှိကြသလားဒီအိတ်မမချင်ဘူးလဲသေးလိုက်6သားတွေလဲသေးလိုက်မောင်သားချိုလဲသေးလိုက်ညီမညိုလဲသေးလိုက်ဒေါက်တာနှစ်မှုလဲသေးလိုက်ဘယ်သူမှအဲ့စိတ်မရှိမှလေဘယ်သူလဲဆိုတော့ကျွန်တော်မသိဘူးကျွန်တော်ပေါ့ဗျာထားလိုက်ပါတော့နော်မရှိဘူးဗျဟုတ်တယ်မလားကြည့်ခွဲဆရာကြီးအဲ့ဒီစိတ်ကိုကျွန်တော်မေးကြည့်တယ် psychology ဌာနဆရာတွေကိုဆရာအဲ့ဒါဘာစိတ်လဲဆိုအဲ့ဒါ sympathy လေခင်ဗျားပြောတဲ့ sympathy လေစာနာစိတ်လေကိုယ့်လောက်မပြည့်စုံတဲ့တတ်တော့ပါ6လေးအကျိုးလေးနဲ့အဖေမရှိချဘူးမင်းမရှိချဘူးဆရာလေးကလည်းမရှိဘူးမေခုလေးကစကားမပြတ်တတ်ဘူး
သာသနာလို့ချက်တည်းလေးကိုတနာပါတယ်မိမိရဲ့မိမိသားခွေးလေးကိုတနာလို့ဒါတော့အခြေခံစိတ်ပုံကပြည့်နေတဲ့အောင်ဆန်းဖတ်တဲ့အခါကျတော့ခုနကဗျာလေးတွေဖတ်တယ်ချက်တည်းရွှေခဲချက်တည်းထားလိုက်တော့ရှေ့လို့ပါပကလေးပုတုသူစကားဟူထားလိုက်တော့ဘိုးကျောင်းဆန်းကြောင်ဖတ်လို့ဟာကောင်းလိုက်ဒီစိတ်တွေပေါ်လာအောင်ငါတို့ဒီဆောင်းသားတွေကဒီဗျာတွေကပေးတာလားအခြေခံစိတ်ကဒါလားကျွန်တော်တို့နှလုံးသားတွေပြောင်းလဲတယ်မဟုတ်ဘူးလားအေးဘောဟိုတမီးတငယ်ကြီးအဖေမရှိချဘူးတမီးတငယ်ကြီးညှတာနော်အရင်ထားသမှုလေးကဟင်းလေးတွေပါတက်ွက်ကျွေးတဲ့တငယ်ကြီးနော်မိကိုယ်တငယ်ကျွေးနော်တမီးညှတာမယ်မိတော့တုံနေရကျွန်တော်တို့ဟုတ်တယ်မလားတမီးတငယ်ကြီးမဘုံမပိုင်လေမုန်းဆိုင်သွားခိုင်းဝိုင်းကျွေးနော်နင်းတငယ်ကြီးကလေဖေရောင်းနေမရှိတော့လို့အတော်နဲ့နေရတာတမီးရဲ့သူ့ကိုနော်စင်ညာမလုံးနဲ့နော်စတင်အကိုကြီးတို့အမကြီးတို့စဉ်းစားပါဦးဒီစိတ်တွေတွင်းပေးတာကျွန်တော်လူစိတ်တွင်းတာမဟုတ်ဘူးလားစောက်ချောက်ကြဟဲ့အဲ့ဒီစိတ်မျိုးကိုဝင်လာအောင်ကျွန်တော်တို့စားတော့ဟင်းလျာရှိပါသလားကျွန်တော်တောက်ပြန်မြင်နေတာစက်သားစားလို့ရတာလားအမဲကင်စားလို့ရတာလားစစ်ကင်စားလို့ရတာလားကိုတို့ဖာလူလာတောက်လို့ရတာလားကျွန်တော်ပြောပါဦးဘယ်လိုအားစေးတောက်ရင်အဲ့စိတ်တွေဝင်မလဲမင်းမျိုးညချမ်းကညီမလေးတွေကျွန်တော်အဲ့တိုင်မေးခဲ့တယ်မရစေရဘူးလို့ကဲအဲ့လိုကြပြားလေးတွေအဲ့ဒီစာလေးတွေအောင်ဆန်းအကြောင်းလေးတွေဖတ်တဲ့အခါကျတော့မှဒီစိတ်ဝင်လာတာနှလုံးသားအာဟာရစိတ်ဓာတ်ခွန်အားတွေလူလူချင်းဆန္ဒထောက်ထားတယ်ခုနစန်းရထွန်းတဲ့ချင်းကိုကြားသလိုပေါ့ကိုယ့်ရဲ့ကိုယ့်ရွာကိုယ့်စာတိညီကိုလွမ်းဖို့ဆွေးဖို့တတိယဖို့ကိုယ့်ဆရာသမားကိုယ့်မိဘကိုယ့်ငယ်တငယ်ချင်းတွေဆင်းရဲနေပြီကိုယ်ကချမ်းသာနေပြီအမေရိကန်မှာအင်္ဂလန်မှာရန်ကုန်မှာ6မှာတခုခုမှာငါရွာလူတွေနွမ်းပါလို့ငါတို့စောင့်ရှောက်မယ်ဆိုစိတ်မျိုးတွေပေါ်ဖို့အကိုတို့ဘာစားမှာလဲကြက်သားကြော်စားမှာလားမရဘူးကိုတို့ဘယ်လိုထိုးသေးရှိတယ်လဲမရနိုင်ဘူးစန်းရထွန်းရဲ့တဆရစားနဲ့ကိုဘွားမှာပင်အရွယ်ရောက်လို့လာပြန်တော့ဒါကြောင့်မရလားတော်ရွာမှာပျော်ပြီးမယ်လေပျော်ရမှာမနေတော်ရမှာနေရမယ်လို့ဆိုရိုးစကားတွေရှိခဲ့တာကြောင့်မြို့ကြီးကိုလေရောက်နေပြီမဲ့တော့ကဖော်ရီများကိုတနေ့တရက်မှမမေ့နိုင်ပါစင်မမေ့နိုင်ပါစင်တော့မှဆွေမျိုးသားချင်းလဲဆင်းကြတဲ့သူတွေပင်တော့သူလုံးမတသိန်းတငယ်ချင်းများပင်ကိုမမေ့တာယုံစေခြင်းကိုခွင့်သားခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဖို့သာပြင်ကျွန်တော်တို့အဲ့စိတ်ဝင်ပြီရွာပြတ်မယ်ကွာကျွန်တော်ပြောနေတာကြက်တီလေးကဖတ်တဲ့ခါစာနာစိတ်ခွေးလေးကဖတ်တော့စာနာစိတ်ထွန်းညွန့်တချင်းကြားတဲ့ခါကျတော့ရွာတတိယဟာဘိုးကျောင်းဆန်းကြောက်ဖတ်တော့စာနာစိတ်စားရပေးရတို့ဒီစိတ်တွေတွင်းပေးတာလားအကိုတို့6သားတွေမှလည်းရှိမှာပေါ့သားလေးတွေသမီးလေးတွေတူလေးတူမလေးရှိမှာပေါ့အကိုတို့မယုံရင်ပြောကြည့်လူဆိုတာလူသားတာဝန်ကျေရတယ်တန်ဖိုးရှိအောင်နေသေသွားတာတော့မှကိုတန်ဖိုးရှိအောင်နေလို့ကိုတို့ပြောကြည့်နားမဝင်စေရဘူးဘာကြောင့်လဲအမှုပညာမပါလို့မဟုတ်လားဟိုတနေ့ကညကျွန်တော်တို့တနေ့လာလေးညပကံမှာဟောတော့ကိုနေဝင်းမြင်ပါလာသူမိမမန္တလေးမှာစာရေးဆရာမကြီးဘယ်လိုလဲဟိုနင်းပေါ့ခင်ထူးမောင်နှမလိုပဲဝတ္ထုတပုတ်ဟိုနေ့ကကောက်ဖက်တဲ့3မျက်နှာပဲရှိတယ်ကျွန်တော်ယောက်ျားတံမြင့်တော့ကြားတယ်တရေထိုင်နဲ့တောသူမညဉ့်ညံဟိုဘကံရွာအဖေသေးအမေသေးအဖိုးဖွားမွေးစား10တန်းအောင်လာဇာတ်လိုက်မင်းသမီးထားပါတော့မထူးပေါ့သူ့နာမည်ထားလိုက်ပါတော့အဘနဲ့အမသမီးကအဖေလည်းမရှိလို့အမေလည်းမရှိလို့သမီးတက်ကတူဆက်တက်ရှင်လို့နေပါလို့မှလည်းသမီးဘွဲရပြီးရင်ကျောင်းဆရာမလုပ်ချင်လို့ငါတို့ထားမယ်ငါတို့လည်းလယ်သမားရသမားကိုင်းသမားတွေမန်းလေးတက်တူပို့လေကျောင်းသွားတက်တဲ့မနေ့မှာတက်တာလေးပါလေးနေနဲ့နှုတ်ဆက်တဲ့ခါအဖိုးဖွားကြောတဲ့ခါကျတော့အဖိုးကြီးဖွားကြီးကဘာပြောလဲသမီးလာဦးငါတို့မကြောနဲ့တဲ့နင်ကျေးဇူးရှင်ငါတို့မဟုတ်ဘူးတဲ့အဖိုးရဲ့အဖရဲ့အမတို့ကလည်းသမီးမအဖေမေမရှိတော့ဖိုးတို့ကျွေးလာတာလေးမဟုတ်ဘူးတဲ့ခုမှလှမ်းကြည့်စမ်းအညာကုတ်ကုတ်ပင်အောက်မှာနွားကြီးတဲ့ကောင်ပေစီတယ်အမလေးနွားကြီးတော့အများကြီးနွားကြီးအများကြီးပေါ့ဖွေးဖွေးဖြူပြီးထိတ်မှကြာကြီးနဲ့အဖိုးကပြောတယ်တဲ့နင်ကျေးဇူးရှင်အဲ့နွားကြီးအဲ့နွားကြီးသွားကြတော့အဖကလည်းဘာလဲသမီးတဲ့အဖတို့အိုကြပြီအဲ့နွားကြီးကနေမွေးရရှိတဲ့နွားကြီးပဲကင်းထဲမှာထွန်လိုက်ရနှမ်းကင်းထဲမှာထွန်လိုက်ရကိုင်းကင်းထဲမှာထွန်လိုက်ရပဲတွေကိုနေပြီးချွေးလိုက်ရနှမ်းတွေကိုချွေးလိုက်ရနင်ကျေးဇူးရှင်ငါတို့မဟုတ်ဘူးနွားကြီးကလှုပ်ကျွေးနေတယ်နင်ဘိုက်ထက်ကထမင်းလှုပ်ကအဲ့နွားကြီးထည့်ကျွေးထားတာကောင်မလေးကကတော့မကတော့နှုတ်ဆက်တယ်ပစ္စည်းကြီးလေပင်ကြီးဖြတ်ပြီးတော့မှငါတက်ကတူကြောင်းသွားတက်မလို့မန္တလေးတက်ကတူငါကြောင်းဆရာမဖြစ်ရင်လေနင်လဲမထွန်နဲ့တော့နော်ပစ္စည်းမြေပဲလဲမထွန်နဲ့တော့နှမ်းလဲမထွန်နဲ့တော့ငါနေ့ကိုရှာကျွေးမယ်နော်နင်ကအငိမ့်စားယူငါကြောင်းဆရာမလုပ်မယ်နှုတ်ဆက်ခဲ့တဲ့ပစ္စည်းအညာနွားကြီးကချစ်စရာကောင်းတဲ့ခါကျတော့မတို့သိပါတယ်ဖိုးဖိုးကြီးတွေဖက်နှမ်းကြီးပြန်သွားမန္တလေးသွားအသွားပြန်ဒီတိုင်းပဲသူကပြန်လာရင်နွားကြီးနှုတ်ဆက်တယ်တနေ့3 4နှစ်ရှိဘွဲရတော့မယ်မန္တလေးမှာကြောင်းတက်ပြီးစာဆောင်ရောက်လာတယ်မမျော်လင့်သောစာသမီးမထူးရွာကိုမြန်ပြန်လာခဲ့ပစ္စည်းဆုံးပြီဒါပဲဟာအဆောင်ကပြန်လာကစား6သူ6သားများကျွန်တော်ကို40တဲ့ထင်မှကြောက်လို့ပြောပြရစီဦးဆရာဦးသားချိုကလည်း40လိုက်တာနွားသေးတာများဆုံးနေရရသလားတကယ်တန်ရောက်စဉ်ရှိတယ်တိရစ္ဆာန်ကိုတေးတယ်လို့မရေးရဘူးကျွန်တော်တို့ဒေါ်အောင်ဆန်းစုကြည်ကပိုတော့မှိုက်သေးတယ်မလေးသူ့အိမ်ရှိမှာခွေးကြိုက်တတ်တာကိုခုသွားကြည့်မှခွေးကြိုက်တတ်တယ်လို့ရေးတာကိုမကြိုက်ဘူးလေဗျာသူ့ခွေးလေးလေသူနဲ့ကျိုးလေးပြောတာခွေးလေးတယ်မလားလိမ်မာလုံးလုံးခွေးလို့ခေါ်တာမကြိုက်ဘူးလေဗျာကဲခွေးကြိုက်တတ်သည်တားကြိုက်တယ်ခွေးလေးမလေးသူ့ channel ဝင်နေကောင်ကြိုက်တာဟုတ်ရောက်စုကဘာလို့တယ်မှလဲခွေးလို့မရေးနဲ့ငါခွေးကိုလေအနီစုကလည်းခွေးပဲမဟုတ်ဘူးလားမရေးနဲ့မကြိုက်ဘူးလေလူထက်မြင့်မြတ်တယ်တဲ့အဲ့ဒါဘာလို့တယ်မှလဲအဲ့ခွေးလေးကိုဓာတ်ပုံရိုက်ရတယ်ဖြတ်ဆိုပြီးတော့ဓာတ်ပုံပြန်ကူရတယ်ဓာတ်ပုံလေးခွေးပုံလေးပေါ့အဲ့ခွေးနေရာမှာဓာတ်ပုံလေးကတ်ထားတယ်
အဲ့ပုံလေးပေါ့ကြိုက်တတ်သည်ပေါ့မဲခွေးတာမကြိုက်ဘူးဗျကျမအိန္ဒိယမှာနေတော့ငါလေခွေးတစ်ကောင်မွေးဘူးတယ်တဲ့အဲ့ခွေးကတိတက်လိုက်တာတဲ့ကျမများညဘက်များနောက်ကြလို့အိမ်ပြန်လာပြီဆိုရင်လည်း तू ကမျက်နှာကြီးကခြံတော့ကြည့်တယ်မျိုးလုံးကြီးကလူလိုပဲတဲ့ तू ကဘာဖြစ်လို့ခုမှပြန်လာလဲဆိုမျိုးလုံးမျိုးကြီးတယ်ကဲ तू ရေးတဲ့စာနော်အမတို့ကျွန်တော်ပြောတော့ तू ရေးတဲ့စာမှာပါတယ်ကျမဆက်ဒီမှာထိုင်ပြီဆိုရင်ဧည့်သည်လာပြီဆိုရင်လေတဲ့ကျမဘေးမှာဘေးဧည့်သည်ဧည့်သိမ်းထိုင်တာမကြိုက်ဘူးလေ तू ကဆက်ဒီမှာတော်ဆုထိုင်နေဆို तू ကဘေးကခွေးရောက်ထိုင်နေတယ်ဘူးမလာနဲ့ဆိုတော့ပေါ့ခုတော့အဲ့ခွေးကြီးလေကျမဒီနိုင်ငံမရောက်ခင်အမေမဆုံးရင်အိန္ဒိယမှာဆုံးပါပြီအမတို့ပြောချင်တာအဲ့ဒါပြောချင်တာကျွန်တော်စာဖိုင်းတန်းလိုက်နဲ့အိန္ဒိယမှာဆုံးပါပြီဒေါအောင်ဆန်းစုကြည်ဗိုလ်ချုပ်အောင်ဆန်းသမီးတေးတယ်ပြေဘူးနော်ဟာတော့သူခွေးတန်မို့ထိုက်တာမဆုံးနေရည်တေးတယ်ပြေဘူးကျွန်တော်တို့အဖိုးအဖွားများကျွဲတွေနွားတွေရိုက်တာမကြိုက်ဘူးကျွန်တော်တော်သားမရိုက်နဲ့တဲ့မင်းတို့မင်းရှာကျွနေတာလေကျွန်တော်အဖိုးနော်သူ့စေးငါးတွေပေါ့အေးမင်းနဲ့ကွာမကြိုက်ဘူးကွာမင်းနဲ့ဒီစိတ်ရှိတယ်အခုရေးတဲ့စာလဲတကယ်အမှန်ပဲတတိအမြင်ပြန်လာပိတ်စီဆုံးပြီမန်းလေးကနေမြင်းညာတစ်ဆင့်အခုခေတ်လိုကားတွေအဆင်ပြေသေးဘူးမြင်းညာနေ ARB ကိုကူကမ္ဘာတော်ကြီးကိုတက်ရွာကိုတက်တဲ့အခါကျတော့မှအဘရေအမတို့မိထူးပြန်လာပြီအဘတို့အမတို့ရေပြစ်တဲ့အခါကျတော့ကမ်းမဆောက်လက်တဲ့အမောလဲဆိုတဲ့အချိန်အိမ်လှမ်းကြည့်တဲ့အခါကျတော့လူသေးတဲ့အတုပအိမ်အတိုင်းပဲဖြားလေးခင်းလို့ကိုယ့်ရဲ့ကလေးတွေနဲ့ကိုယ့်ရပန်းလေးတွေနဲ့ရင်လေးပန်းလေးတွေနဲ့အတုပရက်လက်လို့တို့လုပ်နေတာကဲကျွန်တော်ကတော့မဆန်းကျင်ပါဘူးကျွန်တော်ဟင်းသလားတက်ကတူမှနေစဉ်ကာလာတော့ကတထေးတယောက်ကငါးကြီးမိုးထားတယ်ရွှေငါးကြီးတားကြီးလို့ခေါ်တယ်350လောက်ပေးရတယ်ကဲငါးကြီးကလည်းသေတော့ဗျာကျွန်တော်တနေ့စပင်းလေးနဲ့ဟင်းသလားစီတဲ့ဖြတ်သွားတဲ့ခါကျတော့ဘုန်းကြီးနေဆွမ်းကန်နေရတယ်တော့အိမ်ဝင်မေးတာကျွန်တော်ကဘာလို့လဲဆိုရက်လေတဲ့ကျွန်တော်ဒိန်းနဲ့ဘာလေးပေါ့တားကြီးဆုံးလို့ဆိုတော့သူ့သားဆုံးနေထင်တာငါးကြီးသေးတာရက်လက်လုံးနေတာကဲငါလည်း350လောက်တန်တာဟိုဗျာထားလိုက်ပါတော့ဒါဟင်းသလားလူတွေရဲ့တထေးတွေရဲ့ယူလာထားလိုက်ပါတော့ဒီမှာကျေးဇူးရှင်တော်တက်သွားတဲ့အခါကျမှတမီးကငိုတာအဘရေပစ္စည်းရောရင်အမတို့တမီးပစ္စည်းရောနင့်ကိုတန်ကြွတဲ့သေပြီးတော့ငါတို့ရက်နေမဟုတ်လားအမလေးအဘရေဆိုပြီးတော့ထိုင်ခွင်းတန်းလိုက်မှထိုင်တော့တက်တော့ကျောင်းသူကအဖိုးကိုမေးတာအဘတမီးပစ္စည်းကိုကြည့်ကျင်လို့ပစ္စည်းအလောင်းရင်နွားအလောင်းကိုဘယ်သူကထားမှလဲကိုနေရဲ့ပေါ်ပြီးတော့ဂျိုတွေပါတယ်ချဖြစ်သွားပြီအဘတမီးပစ္စည်းရောအဖိုးကြီးကလက်ဆွဲနေတယ်နင်တော်ကြည့်ကျင်နေလားမေးတယ်အဘတမီးကြည့်ကျင်လို့လာခဲ့အမိုက်မသမီးလေးကမမိုက်ဘူးမီးလေးကလိမ့်မပါတယ်တော်တော်လေနွားကိုချစ်တဲ့တန်ရောစင်နဲ့ဂိမ်းနာဒေါသပြောတာလာခဲ့စမ်းအမိုက်မစောင်းနဲ့တောအိမ်လေးကိုပတ်ပြီးတော့နောက်ဖေးကိုခေါ်တဲ့ခါကျတော့မြေကွက်လက်ကြီးခုနကမှညောင်ပင်နေရကျဲကျဲတော့ပူလို့မလှမ်းမကမ်းမှာခက်မဲမဲနဲ့၄ပေ၅ပေပတ်လေတော့မဲမဲလေးတွေ့တယ်တောင်၄တောင်မှာကျိုးတွေနဲ့ဆိုင်းလို့ငုတ်တိုင်၄တိုင်စိုက်လို့ဆွဲဆန့်ထားတာနွားတရေပေါ့မတိသေးသူကသွားတာအဖထိုင်ကြည့်တော့မှဒါမျိုးခက်ပြက်မြန်ပေါ့ဗျာဒီဖြတ်ထားတာဒီတောင်တွေမှာကျိုးတွေနဲ့ဆွဲထားတာအဖဒီပစ္စည်းရောဟိုကြီးအကြိတ်တယ်ဆက်ကောင်မအမိုက်မနင့်ကိုထမင်းကျွေးခဲ့တဲ့ပစ္စည်းနင့်တက်ကတော်တက်ဖို့ဈေးချတဲ့ပစ္စည်းအဲ့တော့နင့်ကျေးဇူးရှင်လို့ပြောချတာမှာအမလေးပစ္စည်းရဆိုထိုင်ချိုင်းတန်းလာနဲ့တရေပြားလေးကိုလှက်ပြီးလက်ရင်းနဲ့ပုတ်နေလိုက်တာတတိယပြီးတော့ကျေးဇူးရှင်နွားကြီးကိုပုတ်ကြည့်နေတာအညာသူညာသားတွေလိုက်လက်ရင်းနဲ့ပုတ်ကြည့်နေတာပစ္စည်းငါပြန်လာပြီပစ္စည်းရပုတ်နေလိုက်တာဒီတရေပြားမှာတနေရမှာများပစ္စည်းရအသက်ဝိညာဉ်လေးတွေပါလေးတွေများရှိနေတယ်မလားစမ်းကြည့်တာလေပစ္စည်းငါလာပြီးငိုလို့အားရတော့မှအဖိုးကထကောက်ပါမြေဖုန်းရောက်အဖိုးကိုလှမ်းကြည့်လို့ညည်ရွှဲလို့အဖိုးဒါဘာဖြစ်လို့တရားနေလှမ်းထားတာလဲသမီးရဲ့ပစ္စည်းကတို့တတဲလုံးတွေ့ရင်မှတရိษံဘဝနဲ့အကုသိုလ်တက်တဲ့ခါရှာကျွေးရတာခုတော့သိပြီသမီးရဲ့သူ့တရေလေးကိုအဖိုးလေးအားလုံးဂျိုတွေရောခွာတွေရောလူကြီးတွေကောင်ယူပေးလိုက်ပြီတဲ့အသွေးတွေရောအသားတွေရောပေါ့သေပိုင်းလေးကိုအဖိုးနေပူထမ်းထားတာအမွှေးလေးရေးပြီးတော့မှဖိုးဘာလို့ဖို့လဲရွာဦးကျောင်းဆရာတော်ဘုရားကိုလှူဖို့ဖိုးဘာလို့လှူမှလဲပစ္စည်းအကုသိုလ်ကြီးလို့တိရစ္ဆာန်ဘဝနဲ့တို့အိမ်မှာလာရုပ်ကန်လာသမီးရဲ့နောက်ဘဝတွေမှာကောင်းကြီးရအောင်ပေါ့ဖုံတရားဟောတိုင်းအဲ့ဒီပုံမှာတက်ထိုင်အောင်လို့သေရတိုင်းခေါ်တဲ့ရွာတွေမှာဘုန်းကြီးတွေကလေသေရတိုင်းလေသေရနဲ့သေရတိုင်းဆရာတော်ဘုရားကိုကတ်မယ်အဲ့ဒီပေါ်ဆရာတော်ဘုရားထိုင်ပြီးတော့တို့ရွာသားတွေကို9ပါးသီလ10ပါးသီလ10ပါးသီလပေးမယ်ဥပုံနေတိုင်းပစ္စည်းကုသိုလ်မရဘူးလားကောင်းလိုက်တာဖွေအဖိုးစိတ်ကူးလေးကောင်းလိုက်တာငါတခုပြောမယ်ပစ္စည်းမသိရင်မလုပ်ခဲ့လေအဖိုးသမီးတို့အိမ်ကသမီးတို့မိသားစုစားဖို့တောက်ဖို့ပဲတွေနှမ်းတွေကိုင်းထဲမှာထုံရက်ရက်ခဲ့တယ်အေးတောင်းမကြည့်ဘူးလားတဲ့ကြည့်ပါလေသေတော့ဘာချန်ခဲ့လဲခုငါပြောတာပါလေးလေတရေပိုင်းလေးဘသူထိုင်မှလဲအပေါ်ကဖုံထိုင်မယ်ပြေသွားတော့လေသူ့ပေါ်မှာဖုန်းကြီးထိုင်ပြီးတရားဟောမှာနင်လူဟဲ့လူတွေကဒီတဲ့တာဝန်ကြီးကိုမသိဘူးလားရှင်းစင်ကာလမှာကိုမိကိုဖကိုသမီးကိုသားဘယ်ဖေတာဝန်ကြီးတလဲတဲ့အဲ့ကြမှာအဘနင်လည်းတာဝန်ကြီးအောင်လုပ်သေသွားပြီးရင်ပေစီလို့တရိษံကောင်ကတရေပြလေးခြံထားသေးတယ်အောင်ဆန်းကလွတ်လပ်ရေးခြံထားခဲ့သေးတယ်တွန်းနေတဲ့တချင်းတွေအများကြီးခြံထားခဲ့တယ်ဆိုဖို့ဟာအများကြီးပဲနော်ပေစီကတရေပြခြံခဲ့တယ်နင်နားလေလားဖွင့်နေပါခြံပါလေအဲ့ဒီကြမှာသမီးမဇက်လိုက်မင်းသမီးကငိုတာဘာသမီးအတန်းနဲ့လူတယောက်တာဝန်ကြည့်ပြီးတော့သမီးတင်တခုခုချန်ခဲ့ဖို့ဒီမှာ6သားတွေကကျွန်တော်ပြောမယ်ဆရာဦးသားချိုကျွန်တော်တို့နိုင်ငံရေးလို့ပြီးတော့တော်လှန်ရေးတွေပါနေတဲ့အသက်ပေးအဲ့လိုမဟုတ်ပါဘူးကိုတို့တော်လည်းမထင်နဲ့တစ်လေး
တချို့အဖေတွေမှာပါမယ်အဖေတောင်းကြီးလို့လားရှာကျွေးသလားကျွန်တော်စင်းတာကြောင့်မြင်မနေဘူးတော့မတို့ငါးကြရတယ်ငါးကြနဲ့စာမတို့ငါတို့မိသားစုတောင်းခံမယ်30ရတယ်8ကြက်ကိုပြီးရတော့အကြအိမ်ပေးကလေးစေးမယ်တော့မိမဆိုတော့ပပရဲ့ဒီဖေမျိုးကြောင့်ပြောနေတာကျွန်တော်ပြောတာဆိုတချို့အဲ့လိုဗျမ်းမှန်တာလူရှိတာလူဖြစ်တာသမီးရဲ့ပေးစစ်တောင်းဝင်ကြည့်တယ်တေးတာတော့မှတောင်းဝင်ကြည့်တယ်တို့အဖေတွေဆုံးသွားပြီတာသမီးတွေဘွဲရလို့အိမ်လေးတက်ကလေးတွေကားလေးတွေခြံထားခဲ့တယ်တွေ့လားဆိုင်လေးတွေနဲ့စသည်တခုခုကျွန်တော်ပြောနေတာပါဟိုအကြီးကျယ်ပြောတော့မဟုတ်ဘူးသမီးနင်းခြံထားခဲ့ဖို့တင်တယ်အပသမီးခြံခဲ့မယ်ပေးစစ်ရေကုန်းကင်နဲ့ပြောတယ်တေးပိုင်းလေးကိုပေးစစ်ငါနင်းလို့ဖြစ်အောင်လုပ်မယ်ပေးစစ်ရဲ့အပသမီးတို့အိမ်ပေါ်သွားမယ်လက်ပြန်တော့မှဖိုးကြီးကမြင်နေကျွန်တော်အိမ်ဝတ္ထုဖိုင်တန်းနဲ့ငိုင်းနေတဲ့ညလေးမောင်သားချိုစာရေးဆရာမင်းကဘာတွေလုပ်လဲလောကကြီးတွေ့မင်းပရဟိတလေးလည်းမလုပ်ပါကျွန်တော်နည်းနည်းတော့လုပ်တယ်မှာကျွန်တော်ကိုယ့်ကိုတင်စားနေတာပါကျွန်တော်လုံးဝတော့ရိုင်းတာမဟုတ်ဘူးငါပေါ့တယ်ကွာအကုန်လုံးရက်ွက်တော့ဘာလို့ဆက်ဖြစ်တာအဲ့လိုကျွန်တော်ကိုစိတ်တွေပေါ်လောင်ဘာလုပ်တာလဲအဲ့ဒီဝတ္ထုကလုပ်တာတပည့်တို့မဟုတ်ဘူးလားညီတို့ကြက်ကြော်ကလုပ်တာလားဒိန်ရလုပ်တာလားထိုးစရာလုပ်တာလားစောက်စရာလုပ်တာလားမလုပ်ဘူးတော့အကိုတို့နှလုံးသားထဲမှာအာဟာရတွေရွာတရိယာကိုထွန်းညွတ်လို့ပြီးစမ်းတဲ့ထွန်းညွတ်လုပ်ပြီလေကြက်တွေလေးပါပြီကလေးအောင်ဆိုင်ချုပ်ပြီးလူဆိုတယောက်တော့စာနာမယ်ကွာကိုစားသေးရမလို့ဘူးကြက်ကြော်မလို့ဘူးလူဆိုတောင်းဝင်ကြည့်ရမယ်နေစဉ်ရောသေစဉ်ရောနွားပေစီလို့ပေါ့ရုပ်ပေါ်မြေပဲခင်းထဲမှာရုပ်ပေါ်နှမ်းခင်းထဲမှာသေတော့သေပိုင်းခြံခဲ့ပေါ်မြေတဲ့သုံးမင်းအမိသားစုတွေ့ဘယ်ကပေးတာလဲဝတ္ထုကပေးတာမဟုတ်ဘူးလားတို့တွေနှလုံးသားအာဟာရကိုပေးနေတာညီတို့စဉ်းစားကြည့်မင်းမျိုးမှကျွန်တော်ပြောခဲ့တာဘာတွေကပေးတာလဲစာကောင်းပေမွန်တွေအနုပညာကောင်းတွေကပေးတာကျွန်တော်မပေးဘူးတချို့လူများကဒီနေ့ခေတ်မှာမင်းလျော်ပြီးတော့ကျွန်တော်နိုင်ငံကိုယ့်ရုပ်ကာယကြီးနဲ့အင်းစာတက်ရင်ကောင်းတော်ပြီယူပါပြီလားဂုဏ်ထုထွက်ရင်တော်ပြီယင်းဆရာဆိုင်ကယ်လေးရှိရင်တော်ပြီဟဲဖုန်းလေးချိန်ထားရင်တော်ပြီဟဲချိန်လေးနဲ့ဆိုတော်ပြီဆွဲကြောလည်းပဲဆွဲထားရင်တော်ပြီငါသားလေးသမီးကနှက်မှောင်လို့ငါသမီးကကိုလုံးကောကလှလို့သမီးကရွှေအောင်လေးနဲ့စကအကောင်းသားနဲ့ကွက်သားပင်အကောင်းသားနဲ့မိုက်နေပြီဆိုပြီးကျွန်တော်တို့ကဒီကောင်ငါးဘာသာဂုဏ်ထုပေါ့ဒီကောင်က4Dဒီကောင်စက်မှုတဲ့တော့တက်နေတာလို့ကျွန်တော်တို့ကအပြင်ပမြင်ရတဲ့ဟာတွေပြုပြင်ပြီးတော့မှကျွန်တော်တို့လူငယ်လူရွယ်တွေရဲ့အနာဂတ်တွေကျွန်တော်တို့မပြင်ဘူးကျွန်တော်ထင်တယ်နော်ကြပြဖတ်တော့အပူပေါ့ဘုရုတို့တွေဖတ်တော့အပူပေါ့ဘုရုရှင်ဖတ်တော့အပူပေါ့တချင်းနာထောင်စောက်ယူပေါ့မင်းစားလို့လားတချင်းနာထောင်လို့ဆန္ဒထုံညုံတချင်းရမင်းဆိုင်ကယ်စီတော့တန်ဖို့ရှိလို့လားလာကြပြီလေမင်းကြက်တွေလေးအကောင်ကြီးကြပြလေးကခောက်ဆွဲကြော်တပွဲလောက်အာဟာရဖြစ်လို့လားသားရဲ့မင်းဘုံကျောင်းဆိုင်အီးပြီးတာလေးဖတ်တဲ့အခါကျတော့လေမင်းလက်ထဲဟဲချင်းတော့တန်လို့လားစသည်ဖြင့်ထင်ကျွန်တော်လူမျိုးတွေပါဖြစ်မလဲတိရစ္ဆာန်အဆင့်ကျွန်တော်တို့ပြင်ပဗိဓာတာပြင်ထားပြီးစိတ်ကိုမပြင်ထားလို့ဖြစ်မှာပေါ့ကဘာသူကဘာသားအားလုံးကစိတ်ကိုပြင်ထားပြီးသားကျွန်တော်တို့အားလုံးကိုထင်သေးတယ်ဂျပန်ကစင်ကာပူကစလူရိုင်းနေလို့ပြောနေတာကျွန်တော်စိတ်ကိုပြောနေတာကျွန်တော်ဟိုတလောကမြကြီးနားသွားတော့မိုးညင်းကချင်မလေးကတယောက်နဲ့တွေ့အဲ့ကချင်မလေးကငယ်ငယ်တုန်းကဂျပန်သွားလေကျွန်တော်လွင်ဖြတ်ပြောပြရစီမိသားစုဖလှယ်တဲ့အစီအစဉ်ဂျပန်မတွေကမွေးစားအိမ်ထဲကိုဖြတ်ဝင်လာနှင်းစီပန်းကိုခူးခါထောက်ကြည့်နေတယ်ဘာလို့လဲကျွန်မနှင်းစီပန်းလေးကိုချစ်လို့ညံ့နိုးလို့တခွန်းနဲ့ပြောတယ်ညံ့နိုးရင်ချစ်ရင်မခူးအောင်မသိဘူးလားလို့မိုးညင်းမျိုးသူလေကျွန်တော်နဲ့တဲ့ရတွေ့ရတာဆရာဦးသားချိုကျွန်မပထမသူတို့စိတ်ဆိုးသွားတယ်နောက်မှဆက်ပြောတယ်နင်တို့ဗမာတွေစောက်ကြည့်အဲ့တိုင်းပဲလို့ပြောတယ်နင်တို့မှညံ့နိုးတွေ့တာတတ်တဲ့စိတ်မရှိဘူးပန်းကိုကြိုက်ရင်ဈေးမှာဝယ်ပါလားအလှစိုက်ထားတဲ့ပန်းကိုဘာလို့ခူးတာလဲနင်တို့ကပန်းပွင့်လေးတွေတစ်ပင်လေးတွေတောတွေတောင်တွေမြစ်တွေချောင်းတွေနင်တို့တောင်မထောက်ဘူးလို့ပြောတယ်နင်တို့လည်းရောင်းစားဖို့ကြံတဲ့လူမျိုးတွေဟာမြမအလင်းသတင်းစာကိုအကိုတို့မယုံရင်လှန်ဖတ်လိုက်မတ်လားကျွန်တော်ညွှန်းလိုက်မယ်တိတ်မကြသေးဘူးမတ်လားကျွန်တော်လည်းဖတ်တယ်သတင်းကောင်းတဲ့တစ်ခုတွေ့တယ်ဂျပန်နိုင်ငံ၌ချယ်ရီပန်းပွင့်ပြီဟာဘာလေးကျွန်တော်ဖတ်တာယခုနှစ်ဂျပန်နိုင်ငံတဝန်းလုံး၌ချယ်ရီပန်းပွင့်သောနေ့အဖြစ်ဂျပန်နိုင်ငံမိုးလေဝသနဲ့ဇလဗေဒဌာနမှတနိုင်ငံလုံးလို့ထုတ်ပြန်လိုက်သည်ဟာသူသတင်းစာမတ်လ21ရက်နေ့တွင်ဂျပန်နိုင်ငံတဝန်း၌ချယ်ရီပန်းပွင့်ပြီဂျပန်နိုင်ငံသူနိုင်ငံအားလုံးအလုံးများကိုအနာအားလိုက်ရယူပြီးကျောင်းဆရာတွေရောဝင်ရုံးနေရောချယ်ရီပန်းများကိုအမှတ်တရကြည့်ကြပါစို့ပုံဂျပန်အစိုးရဟာလူတွေအားလုံးပန်းညံတွေထွက်ပြီးခလေးလေးတွေကစမွေးဘွားအိမ်လေးတွေနဲ့ရင်းကုန်ကလေးတွေနဲ့ခေါင်းဆောင်လေးတွေနဲ့ရှေ့ကလေးတွေနဲ့တယ်လီဗေးရှင်းမှာကြည့်တာကြိုမြို့တော်မှာတသိန်းထွက်လာတယ်ကိုတို့အစိုးရကကြေညာပေးတာနော်ပန်းပွင့်တာကိုမိုးလေဝသနဲ့ဇလဗေဒဌာနမတ်လာကသတင်းစာကိုလှမ်းလိုက်မတွေ့ကျွန်တော်အသက်ခံပြီကျွန်တော်လိန်ပြောနေတာမဟုတ်ဘူးကျွန်တော်ကျင်းတန်းလိုက်နဲ့မိုက်ပါကွာဒီနိုင်ငံသားတွေသေသွားတဲ့တမိုင်းပါမောက္ခဒေါက်တာတန်းထွန်းဆရာသိပါလေကျွန်တော်မေးကြည့်ဘူးလေဂျပန်လူမျိုးတွေကဘာကြော်သွားတဲ့ဟာတဲ့သူတို့စိတ်အခြေခံစိတ်တရားရှိတယ်တဲ့ကဲကဘာကိုလှမ်းသွားတဲ့ဂျပန်စိတ်ကတရားရှိတယ်တဲ့တစ်ကတော့အဲ့လိုပဲတဘာဝပတ်ဝန်းကျင်မြန်လို့တာတဲ့အစိုးရနေပြီးကိုတိုင်းပြည်ကိုချစ်ကြလို့မပြောဘူးတဲ့ပန်းပွင့်နေကြလိုက်တယ်ကလေးတွေကလာပြီးတော့မိဘတွေနဲ့ဖြာလေးတွေခင်းပြီးတော့မှကြည့်ကြတာတဲ့မမေကြီးချစ်ကြလေးနော်မမေချယ်ရီပန်းလေးတွေပွင့်ပြီးနော်တမီးတို့နိုင်ငံမှာမမေလှလိုက်တော့မမေအေးတမီးမချစ်ဘူးတော့အော်မမေရောလှလို့ပန်းတွေတောက်ပွင့်နေတာဟုတ်အဖေကလည်းပြရ
စာကေးရက်လေးတောက်လို့အမေရေချမ်းလေးတွေနဲ့တူကြီးဟိုတိုးရေချမ်းခွက်လေးတွေနဲ့ခောက်ဆွဲလေးစားလို့ခောက်ကျွန်တော်ဗမာခောက်ဆွဲလေးတွေနဲ့တမိမလှဘူးလားမမေလှလိုက်တော့ချယ်လီပန်းနေတမိတို့နိုင်ငံတိုတိုတက်ကတူကြီးရလေတိုတိုပန်းညာကြီးရတမိမချစ်ဘူးလားချစ်တော့ဗောတမိဖေဖေတို့နိုင်ငံကြီးကမလှဘူးလားတမိတို့နိုင်ငံကြီးကလှတမိတို့ဂျပန်နိုင်ငံတမိကချစ်တော့ကျွန်တော်ချစ်ရင်လည်းမျက်ရည်ဝဲတယ်မင်းတို့တိုင်းပြည်ချစ်ကြကွာလို့တခါမှမပြောဘူးပန်းလေးတွေနဲ့အခုဂျပန်တော့ဟိနာလို့ခေါ်တယ် HN ဟိနာပန်းပွင့်တော့ရာဒီကိုဖက်ကြီးဒေါက်တာတန်းထွန်းရေးတဲ့ဂျပန်မှုတရားကိုဖက်ကြည့်လိုက်ကျွန်တော်စောက်ကိုညွှန်းပေးနေတာဂျပန်မှုတရားဂျပန်တွေကိုကဘာကျော်လူမျိုးဖြစ်အောင်လုပ်တဲ့အချက်တရားရှိတယ်တစ်ကအဲ့ဒါလေးသူတို့တောက်သူတို့ချောင်းသူတို့မြင့်ပြမထိနေပြီသိသွားပြီအဲ့စိတ်ဟာဒီစိတ်ကိုပြတာဒီမလုပ်နဲ့ရလားပမာမလေးကချင်မာလေးကဂျပန်နိုင်ငံသွားလိုက်နေနှင်းစီပန်းဖြတ်ခူးတဲ့အခါကျတော့အဲ့လိုလုပ်တဲ့အခါကျတော့နင်တို့လူမျိုးကဒါလားပြောတာကျွန်တော်သမီးစိတ်မဆိုးနဲ့ဆရာကြီးသမီးသိသွားပါပြီသမီးတို့မျက်နှာတွေ့တာတတ်တဲ့စိတ်တွေလေမရှိဘူးလားမသိဘူးကျွန်တော်အဲ့လိုခေါ်မတဲ့လူမျိုးအဲ့လိုစိတ်တွေပေါ်လာအောင်ကျွန်တော်တို့ကအမိန်ဩဇာတွေနဲ့မရဘူးလေတတ်နှက်နဲ့မရဘူးလေဆရာချီဦးညိုခဏခဏဆိုတဲ့ဟိုတော့ရန်နိုင်စိန်ရေးပြီးတော့မေလှမြိုင်ဆိုတဲ့ချင်းလို့ပေါ့ဗျာကျွကြော်တန်းအဲ့တဲ့ချင်းလို့ပဲကျွန်တော်တို့တတ်နှက်နဲ့မရဘူးပြည်တော်စုကိုပြည်တော်စုကိုဘာနိုင်ငံကြီးပေါ့အသက်ပေးလို့ဖြင့်ကာကွယ်မဲ့သူတွေဘိုးဘွားအငွေနှစ်မှုချစ်မြတ်နို့တဲ့လေဒါတို့ပြေဒါတို့မြေကျွကြော်တန်းကြီးမြည်ဟိခိုင်မာနေမေလှမြိုင်နော်ဘုံကျုံဆန်တီတော်တချင်းဆွဲလူအာသာနီးဆွဲမိမကြီးပဲရေးတာရန်နိုင်စိန်လေပြည်တော်စုကိုပြည်တော်စုကိုအသက်ပေးလို့ဖြင့်ကာကွယ်မဲ့သူတွေတတ်မတော်ကျွန်တော်မင်းမယ်ရေးတာကြည့်တာကျွန်တော်မင်းပါလားဘိုးဘွားအငွေနှစ်မှုချစ်မြတ်နို့တဲ့လေဒါတို့ပြေဒါတို့မြေကျွကြော်တန်းကြီးမြည်ဟိခိုင်မာနေတို့ပြေတို့နိုင်ငံကောင်းကမယ်ဆိုကျွကြော်တန်းအကျေကြီးပဲဆက်မေးတဲ့တချင်းကမေးပါရစေတော့မောင်တွေမယ်တွေဘဲပုံပဲနီးနဲ့ကာကွယ်ကြမှာလေလေဘယ်လိုကာကွယ်မလဲအေးရမြင့်ကိုပိတ်မယ်လက်စေရမယ်ဟိုရောင်းမယ်တတ်တဲ့ကာလို့မရဘူးပါပြီခင်ဗျားတို့ပတ်စံနဲ့လောက်တာမရနိုင်ပါဘူးရှမ်းပြည်ကိုတက်လိုက်လားရှိုးကိုကြောလိုက်မူဆယ်ကိုကြောလိုက်ပတ်စံတစ်ထောင်ပေးလိုက်နေဆက်ချက်ကြောခွင့်လက်မှတ်လေးကိုလှုပ်လိုက်ကျေကောင်ထဲကိုဝင်လိုက်ကိုတို့မောင်တော်တို့ဖီးနောက်ရောက်လို့ပြောနေတာတက်ပင်နဲ့တန်းလို့ခေပင်ကြီးတွေကုတ်ကပင်ကြီးတွေတန်းလို့ညောင်ပင်ကြီးတွေတန်းလို့ကျွန်တော်အားသိရတယ်စာရေးဆရာကြီးနဲ့ကျွန်တော် OBJ ပါပါတယ်ဟာ OBJ တရုတ်ပြည်ကစိမ့်ဆိုနေပါလားဘာလို့နေဝယ်တာလဲခင်ဗျခေပင်လေးတွေမုံရွာဝယ်လာတပင်သိန်းစိတ်တလောက်ညောင်မြင်မတော့ပေးရလဲသိမ့်100ဂိုင်းတွေကတော့ဖြတ်ထားတော့သိတာပါလေဘာကြောင့်လဲကားနဲ့တင်းတဲ့ခါဂိုင်းတွေပိုင်ကျင်းလို့မရဘူးလေကိုတို့ရဟုတ်တယ်နော်ဂိုင်းတွေဖြတ်တဲ့ခါကျတော့ကားပေါ်လှည့်တင်လို့ရတာဘူးတန်းစီစိုက်ထားတယ်အကိုတို့10လမ်းမဲ့လှမ်းလိုက်မူဆယ်ဂိတ်ကနေအကိုတို့အထက်ကို10လမ်းမဲ့လှမ်းလိုက်ကိုတို့တွေ့နေရပြီဟာလမ်းကြီးတွေကညှို့စိမ့်ကျွန်တော်တရုတ်တွေမြင်ရတယ်ဘာဖြစ်လို့သိန်းစိတ်သိန်း100ပြေးဝယ်တာလဲအခွန်းနဲ့ပြောနေမစောင့်နိုင်ဘူးမင်းတို့ခေပြေတလောက်ကြီးလာဖို့နှစ်စိတ်စောင့်ရတယ်ညောင်မရနှစ်100စောင့်ရတယ်တဲ့မောင်သားချုံမြောက်ကလေးအရှိမစိုက်ထားတဲ့ခေပင်လေးက9နှစ်ရှိပြီတော့ပဲရှိသေးတယ်လေကိုဒါတော့ဆို10နှစ်15နှစ်စောင့်အောင်တို့ကချက်ချင်းစိမ့်နေတာကဲတို့ကခွတ်ချက်ချင်းစိမ့်နေတာတို့ပတ်စံပြေးဝယ်တယ်သူတို့မတရားမလုပ်ပါဘူးအကြည့်လို့မရဘူးတို့ကြိုက်ပြေးဝယ်တာလေဒါဘလောက်လဲအစိတ်လေးပင်တင်လိုက်သိန်း100ရောက်ပြင်ပါလားဝယ်သွားကြငွေနဲ့ပေါက်ဝယ်တာတနတ်တွေနဲ့ကာဝယ်ထားလို့ရလားမြန်မာတက်မလို့မရဘူးဘယ်သွားပြီလေခင်ဗျားတို့ပါသွားပြီလေကဲပေးလိုက်လေကဲမင်းနိုင်ဘူးထိုက်တန်သောဈေးကိုသူတို့ပေးဝယ်တယ်ကြောက်စိမ့်ဝယ်မယ်ရွှေဝယ်မယ်ဗမာမလေးတွေကဝယ်မှာပေါ့သူအကုန်ပေါ့ကဏ္ဍတွေဝယ်မယ်ဖရဲသီးဝယ်မယ်အကုန်မှာပဲလေငုတ်သီးဝယ်မယ်ကြက်သွန်ဝယ်မယ်ကြက်သွန်ဝယ်မယ်ပလဲဝယ်မယ်ကဏ္ဍဝယ်မယ်ငရှင်းဝယ်မယ်ထားလိုက်တော့ကိုရှိပါတယ်တချင်းကကောင်းလိုက်တာနော်မေးပါရစီတော့မောင်တွေမယ်တွေဘဲပုံပဲနီးနေကာကွယ်ကြမှာလေလေခါချင်းကောင်းမန်းကြီးလို့သာတောင်ကြီးဖြိုမဲ့ကြံခါမတန်အာမန်တင်းပေနဲ့အခင်းမလှနိုင်ပါပြီအဲ့ဒီထုံးကိုနှလုံးမူမိစေတူမိချေဒါဝင်တွေကိုစီရှိထားပြီလူမီတတိတရားတွေတို့ပြည်ကြီးကိုကာကွယ်မလေးဒါနဲ့မရတော့ဘူးအတွေးခေါ်တွေယဉ်ကျေးမှုတွေစိတ်ဓာတ်တွေနဲ့ကားမှာဒါနဲ့ကလည်းပတ်စံပေးသွားတာလေတို့ပြည်ကြီးကိုကာကွယ်မလေးတို့ပြည်ကြီးကိုကာကွယ်မလေးတို့ချေခိုင်မြဲမယိုင်မလဲအောင်လေကြီးတဲ့ရေတဲ့လေတဲ့တွေကြီးတဲ့ရေတဲ့လေတဲ့တွေပေါင်းယုံလို့အားရင်ဖြေပါလေဟိုပြည်ကြီးရှင်တွေကြွေးကြော်နေုံမျှနဲ့မလုံလောက်နိုင်ပေ